ရဲ့ဓမ္မဒါနကောင်းမှုကိုအကြောင်းပြုပြီးတော့ဒီကနေ့ညဘေးသက်ပေါင်းသူတော်ကောင်းတို့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားဒေသနာတော်များကိုဒုတိယညအဖြစ်ဖြင့်ဆက်လက်ပြီးတော့နာယူကြည်ညိုကြရအောင်အတော်ဦးဇင်းတို့ဒီကနေ့ညမနေ့တုန်းကကြောင်းဒီသောလံဆိုတဲ့တရားရဲ့ဒုတိယပိုင်းပေါ့ကာယ ानु ပတ္တနာတတိပဋ္ဌာန်ကိုဦးဇင်းတို့အကျေတဝန်းပြောပြမယ့်အပိုင်းပါဒါကြောင့်ဘေးသက်ပေါင်းသူတော်ကောင်းတို့တရားဒေသနာများမနာယူကြသေးမီမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုရိုးရိုးသေးသေးရှိခိုးပူဇော်ကြောကြအောင်စို့ကရုဏာတိတလဟရယံပညာပိဇောတဝိဟတမောဟဓမ္မသာနရမရလောကကရုဝနေတုကတံဂတိဝိမု ddံကရုဏာတိတလဟရယံမဟာကရုဏာတော်ဖြင့်အေးမြသောစိတ်နှလုံးလည်းရှိတော်မူပါပေထသောပညာပိဇောတဝိဟတမောဟဓမ္မအရဟတမေတိဟုသောအယောင်အလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်းကိုဖယ်ခွာတော်မူပြီးထသောသာနရမရလောကကရောလူနာမြမတတဝါနန္ဒတို့ဤကြောက်တီတန်တို့အလေးကလူပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါပြီးထသောဂတိဝိမု ddံ ဒေဝမနုဿာနိရယနှင့်ပေတတရိစ္ဆာလာယရှိငါတံသောဂတိတို့မှလိအထူးသဖြင့်ကင်းလွတ်တော်မူပြီးထသောဒုက္ခတံတတ္တဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမျက်ဆိုတော်မူပါပြီးထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်ထားဗရမ ्या ကဲ့သို့ပြတ်သားခြင်းနှင့်သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညာပရမတ်မမူယုံနာနှဖျားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝေနေဝနာမှာကာယဝစီမနောချီ၍သုံးနေဓဝရပနာမဖြင့်ဒုက္ခယောကျိုးလက်စုံမိုးကရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားအဲ့တော့ဦးဇင်းတို့ဒီကနေ့မဟာသတိပဋ္ဌာန်သုတ်ရဲ့ကာယ ानु ပတ္တနာပိုင်းကိုနာယူကြည်ညိုကြရအောင်ဦးဇင်းတို့တရားကိုဆက်ဆက်မှုကလေးရှိသွားအောင်နေ့တုန်းကပြောခဲ့တာတွေကိုအကျဉ်းချုပ်ပြီးတော့ပြန်ပြောအောင်မှဖြစ်မယ်နော်မြတ်စွာဘုရားကသတိပဋ္ဌာန်သုတ်ကြီးကိုဟောတော့မယ်ဆိုတော့သတိပဋ္ဌာန်တရားကိုဘယ်လိုပွားများရမယ်ဆိုတာကိုမဟောသေးခင်မှာအကျိုးကျေးဇူးရနိုင်တဲ့အချက်9မျိုးဆိုပြီးတော့မဟုတ်ဘူးလားဗျာဟုတ်တယ်နော်သတိပဋ္ဌာန်တရားကိုပွားများလို့ရရှိနိုင်တဲ့အကျိုးကျေးဇူး9မျိုးမနေ့တုန်းကပေးသက်ပေါင်းသူတော်ကောင်းတို့နာယူကြည်ညိုခဲ့ကြပြီနံပါတ်1တတ္တနံဝိတုဒ္ဓိယာတတ္တဝါတို့ရဲ့တန်တမှာအကြောင်းအားလျော်စွာဖြစ်ပေါ်လာတတ်တဲ့ကိလေသာတရားတွေကိုတန့်ရှင်းဖြူစင်သွားအောင်စေကြောတုတ်တင်ပေးနိုင်တယ်ဆိုတဲ့အစွမ်းတတ္တိရှိတယ်ပေါ့နော်ပြီးတော့တောကပရိဒေဝနံသမတိကမာယစိုးရင်ခြင်းတောကငိုကြွေးခြင်းပရိဒေဝတို့ကိုလွန်မြောက်သွားစေနိုင်တယ်ပေါ့နောက်ဒုက္ခဒေါမနတနာအထင်ကမာယကိုယ်ဆင်းရဲခြင်းဒုက္ခစိတ်ဆင်းရဲခြင်းဒေါမနတတရားတို့ကိုချုပ်ငြိမ်းသွားစေနိုင်တယ်ပေါ့နော်ညာယတအဓိကမာယအရိယာမဉ္ဇဉ်ကိုမျက်မှောက်ပြုစေနိုင်တယ်အရိယာဉာဏ်ကိုအရိယာမဉ္ဇဉ်ကိုရစေနိုင်တယ်နိဗ္ဗာန်တသစ္စိကိရိယာယနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုစေနိုင်တယ်ဆိုပြီးတော့အကျိုးကျေးဇူး9မျိုးပြောထားဟုတ်လားအဲ့ဒီလိုအကျိုးကျေးဇူး9မျိုးကိုရရှိစေနိုင်တဲ့သတိပဋ္ဌာန်တရား၄ပါးဆိုတာဘာတွေလဲဆိုတော့ကာယ ानु ပတ္တနာသတိပဋ္ဌာန်ဝေဒနာ ानु ပတ္တနာသတိပဋ္ဌာန်စိတ်တ ानु ပတ္တနာသတိပဋ္ဌာန်ဓမ္မ ानु ပတ္တနာသတိပဋ္ဌာန်ဆိုပြီးတော့သတိပဋ္ဌာန်တရား၄ပါးအဲ့ဒီသတိပဋ္ဌာန်တရား၄ပါးရှိတဲ့အနေကဒီကနေ့ဦးဇင်းတို့ကာယ ानु ပတ္တနာသတိပဋ္ဌာန်ကိုဟောကြားရနာကြားရအောင်နော်ကာယ ानु ပတ္တနာသတိပဋ္ဌာန်မှာဦးဇင်းတို့အပိုင်း14ပိုင်းရှိတယ်နော်14ပိုင်းကြီးနာရမှာဆိုတော့ပေတပေါင်းသူတော်ကောင်းတို့စိတ်ထဲမှာတရားကအရင်ကြီးများရှေ့မှာလားလို့လဲမစိုးရိမ်နဲ့နော်မြတ်စွာဘုရားဟောတဲ့တရားစကားတိုင်းကိုအဖို့နဲ့ကထိုက်တန်တဲ့
ပရမညာယရနာတွေလိုစိတ်ထဲမှာသဘောထားပြီးတော့မြတ်စွာဘုရားကတတ္တဝါတွေကိုချမ်းသာစေခြင်းလို့နေကောင်းလမ်းကောင်းတွေကိုပြည့်ပြည့်စုံစုံဟောထားတာတလုံးမကြံတို့တန်ဖိုးထားပြီးတော့မျက်မျက်နှုံနှုံနာယူမယ်ခံယူမယ်လို့စိတ်ထဲကအဲ့ဒါလိုတရားတရားကိုဖြစ်စေပြီးတော့နော်ဒီ14ပိုင်းလုံးကိုစိတ်ရှိလက်ရှိဦးဇင်းတို့ကလည်းပြောမယ်ပေတပေါင်းတော်ကောင်းတို့ကလည်းပဲမိမိရဲ့အကျိုးစီးပွားစစ်မှန်သောဤအဖြစ်ရှားဖွေတယ်လို့သဘောထားပြီးတော့တန်ဖိုးထားပြီးမျက်မျက်နှုံနှုံနာယူကြဖို့မလိုဘူးလားလိုပါတယ်အပိုင်းဘယ်နှပိုင်းလဲ14ပိုင်းအဲ့ဒီ14ပိုင်းမှာဦးဇင်းတို့နံပါတ်1ကအာနာပါနပပ္ပတဲ့ဝင်လေထွက်လေကိုရှုမှတ်တဲ့အပိုင်းပေါ့နောက်နံပါတ်2ကဣရိယာပဋ္ဌပပ္ပတဲ့နော်ဣရိယာပုတ်4ပါးကိုရှုမှတ်ပွားများတဲ့အပိုင်းပေါ့နော်နောက်ဦးဇင်းတို့နံပါတ်3ကတံပဇင်ညပပ္ပတဲ့နော်ခန္ဓာကိုယ်ရဲ့အသေးစိတ်အမူအရာတွေကိုတတိတံပဇင်တရားရှေ့ထားပြီးတော့ပွားများရှုမှတ်တဲ့နေပေါ့နော်ပြီးတော့ဦးဇင်းတို့ပฏิကူလမနတိကာရပပ္ပတဲ့ဒီခန္ဓာကိုယ်ထဲမှာတင့်တယ်တာရဲ့လို့ဘာမှမရှိဘူးရွှန်ရှာဆက်စုပ်ဖွယ်တာရှိတယ်လို့ခန္ဓာကိုယ်ရဲ့အင်္ဂါအစိတ်အပိုင်းများကိုရှုမှတ်ပွားများတဲ့နေပေါ့32ခုထာတာကိုရှုမှတ်တဲ့နေပေါ့နော်ပြီးတော့ဦးဇင်းတို့နံပါတ်5ကဓာတုမနတိကာရတဲ့ဒီခန္ဓာကိုယ်မှာဓာတ်ကြီး၄ပါးအစုအဝေးမျှတာဖြစ်တယ်ဆိုတာကိုသိမြင်နားလည်အောင်ရှုမှတ်တဲ့နေလို့ဒါအပိုင်းကြီး5ပိုင်းနောက်6ခုမြောက်အပိုင်းကြတော့သူကနဝတိဝတိကပပ္ပတဲ့တင်ញိုင်ကုန်းမှာစွန့်ပစ်ထားတဲ့နော်ရုပ်အလောင်းကောင်တွေကိုမိမိရဲ့ခန္ဓာကိုယ်နဲ့နှိုင်းယှဉ်ပြီးတော့ငါဟာလည်းပဲဒီနေ့တစ်ချိန်မှာအဲ့ဒါလိုဖြစ်ရမှာလို့မိမိခန္ဓာကိုယ်ကိုအဲ့ဒီရုပ်အလောင်းကောင်တွေလိုဖြစ်ရလိမ့်မယ်ဆိုတဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ဟောထားတာနဝတိဝတိကပပ္ပတဲ့အဲ့ဒါကသူက6ပိုင်းရှိတယ်နော်တင်ញိုင်ကုန်းမှာစွန့်ပစ်ထားတဲ့အလောင်းကောင်တွေနဲ့ပတ်သက်ပြီးတော့ဟောထားတာက6ပိုင်းစောတော်တုန်းက5ပိုင်းနဲ့ပေါင်းလိုက်တော့14ပိုင်းပေါ့နော်အဲ့ဒါကိုပေးသက်ပေါင်းတော်ကောင်းတို့ခွေတွေလည်းရှိနေတာဆိုတော့အသေးစိတ်ပြန်ပြီးတော့နာယူလို့လည်းရတာပေါ့ဟုတ်လားပြီးရင်ကိုကြိုက်တဲ့နည်းနဲ့ဒါနှလုံးသွင်းလို့ရတယ်စဉ်းစားလို့ရတယ်ဆင်ခြင်လို့ရတယ်ကိုကနည်းကိုသိသွားပြီဆိုလို့ရှိရင်ဒါလွယ်လွယ်ကူကူမိမိတို့နှလုံးသွင်းမယ်အာယုံပြုတ်မယ်ဆိုရင်မရနိုင်ဘူးလားရနိုင်တယ်ဒါကြောင့်ကိုယ့်ရဲ့ဘဝမှာစိတ်ကိုတကယ်ချမ်းသာစေတဲ့တရားစောစောကပြောခဲ့တဲ့အကျိုးကျေးဇူး9မျိုးကိုရစေနိုင်လို့တန်ဖိုးဖြတ်လို့မရတဲ့အရာလို့နားလည်ပြီးတော့မျက်မျက်နှုံနှုံကိုတရားဓမ္မတို့ဦးဇင်းတို့တွေမှတ်သားကြရမှာဟုတ်ရလားအဲ့တော့ဦးဇင်းတို့နံပါတ်1အာနာပါနပပ္ပကစပြီးတော့တွားကြရအောင်နော်အဲ့ဒီမှာဦးဇင်းတို့ကာယ ानु ပဒနာဘိုင်းကိုစပြီးတော့မြတ်စွာဘုရားဟောမယ်ဆိုတော့အာနာပါနကိုအရင်ဟောတယ်အာနာပါနကိုအထုတ်မယ်ဆိုလို့ရှိရင်သူကနေရာလေးကိုအရင်ရွေးသေးတယ်မြတ်စွာဘုရားကနော်နေရာဘယ်လိုရွေးလဲဆိုတော့ဦးဇင်းတို့အရိညကတောဝါဒုက္ခမူလကတောဝါတုံညာခါရကတောဝါတဲ့နော်ဖြစ်နိုင်လို့ရှိရင်အရိညကတောဝါလူသူကင်းစိတ်တဲ့တောတွေကိုသွားပြီးတော့လုတ်ပါတဲ့နော်အဲ့ဒါမှမရသေးဘူးဆိုရင်ဒုက္ခမူလကတောဝါသစ်ပင်ရင်တစ်ခုခုမှာသစ်ပင်ရဲ့အောက်မှာဒီအာနာပါနကမ္မထံကိုရှင်းပြမှာနောက်ဦးဇင်းတို့အဲ့ဒါမရဘူးဆိုရင်တုံညာကာရကတောဝါစိတ်ငြိမ်တဲ့နေရာလူသူအတန်ကင်းစိတ်တဲ့နေရာဖြစ်တယ်ဆိုရင်လေဒါရပါတယ်ပေါ့အဲ့တော့မိမိတို့အိမ်မှာပဲဒါစိတ်ငြိမ်တဲ့အခန်းထဲမှာဘုရားခန်းထဲမှာကြိုးစားအထုတ်ရင်လည်းရတယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲဖြစ်နိုင်ရင်တော့တောတောင်သစ်ပင်နော်ဒီလိုနေရာမျိုးတွေမှာကြိုးစားအထုတ်တာဟာစိတ်ကိုပိုးပြီးတော့တတိကိုလည်းဖြစ်စေတယ်ဟိုတောထဲမှာဆိုလို့ရှိရင်တတိကပိုးပြီးတော့ကြီးတယ်ပေါ့စတော်ကြီးကဗမာခချုပ်စတော်ကြီးကတော့သူကအဲ့လိုပြောတယ်လူတွေဟာလူတွေအချင်းချင်းနဲ့အတူတူနေရတော့စိတ်ချတယ်ဆိုတဲ့အပိုင်းနဲ့တတိသိပ်ပြီးတော့အားမရှိကြဘူးပေါ့နော်တောထဲတောင်ထဲမှာဆိုလို့ရှိရင်ငါတယောက်တည်းရဲ့ဆိုတဲ့အသိနဲ့တတိကပိုးပြီးတော့အားကောင်းတယ်လို့ဆိုတာဟုတ်လားဒါကြောင့်ဦးဇင်းတို့တောထဲကိုတက်နိုင်ရင်တောထဲမှာသွားပြီးတော့အားထုတ်နော်ဒီကနေ့ခေတ်တော့သိပ်ပြီးတော့မလွယ်ဘူးပေါ့ဟုတ်လားပြီးတော့ဗာလဲသစ်ပင်ရဲ့အောင်ပြီးတော့ဗာလဲစိတ်ငြိမ်တဲ့နေရာဘယ်နေရာမျိုးမဆိုစိတ်ငြိမ်တယ်ဆိုလို့ရှိရင်ဒီအာနာပါနကမ္မထံကိုစီပြန်လို့ရအဲ့ဒါလိုနေရာရွေးပြီးတဲ့နောက်မှာနိတိတတိပန္လင်္ကာအာဘုစိတ်တော်ဟာဥဇုံကာယပဏိဓာယတဲ့ခန္ဓာကိုယ်ကိုယောက်ျားလေးဆိုလို့ရှိရင်တင်မလေးခွေထိုင်ဟုတ်လား
မိန်းကလေးဆိုလို့ရှိရင်ထဝက်တင်မလေးလို့ဆိုတဲ့ကျုံကျုံကလေးထိုင်ပြီးတော့ခါကိုစမ်းစမ်းထားခေါင်းလေးကိုတဲတဲထားပြီးတော့ပရိမုခံတတိဥပထပိတဝါတဲ့မိမိရဲ့တတိကိုကမ္မထံအာယုံမှာရှုပြီးတော့ညှို့ရမယ်ပို့ထားရမယ်ပေါ့အယံတဲ့အနေထားဟုတ်လားအဲ့ဒါလို့ရှုထားပြီးတော့မှသောတတောဝအတ္တတတိတတောဝပတ္တတတိတဲ့စပ်ပြီးတော့ဟောတယ်နော်ဝင်တဲ့နေရာမှာလေကလေးကိုရှုလိုက်တဲ့နေရာမှာတတိကလေးနဲ့ရှုပါတဲ့နော်သောတတောဝအတ္တတတိတတောဝပတ္တတတိတဲ့ဟောထွက်လေလေးထွက်သွားတဲ့အခါမှာလဲတတိကလေးထားလိုက်ပါနော်ဝင်သက်ထွက်သက်ကိုတတိမပါဘဲနဲ့မဖြစ်စေနဲ့ပေါ့တတိပါပြီးတော့ဝင်ရမယ်တတိနဲ့ထွက်ရမယ်ဟောအဲ့ဒါလို့စခိုင်းနေနော်အဲ့ဒါလို့ဝင်သက်ထွက်သက်ကိုတတိနဲ့စပြီးတော့မလွတ်စေဘဲနဲ့ကြိုးစားအထုတ်လို့ခိုင်းပြီးတဲ့နောက်မှာဘာဆက်ဟောတုံဆိုတော့မြတ်စွာဘုရားကဒီကံဝအတ္တတံတော်ဒီကံအတ္တတံမိတိပဇာနာတိတဲ့နော်ဝင်တက်ကလေးကရှည်ရှည်လေးဝင်လာတယ်ဆိုရင်ရှည်ရှည်လေးဝင်လာတယ်လို့သိပါတဲ့ရှည်ရှည်လေးဝင်တယ်ဆိုတာကအတိုင်းအတာကြီးကိုပြောတာမဟုတ်ဝင်သက်ရဲ့ဝင်နေတဲ့အချိန်ကာလကြာတာကိုပြောတာဟုတ်လားလေကလေးရှူလိုက်တယ်ဘလောက်ကြာကြာဖြစ်သွားသလဲဒါကိုသတိထားရမယ်ပေါ့နော်အဲ့ဒါလိုပဲထွက်သက်ကလေးကကြာကြာထွက်သွားတယ်ဆိုရင်ကြာကြာထွက်နေတယ်လို့သိရဒါကိုဒီကံဝအတ္တတံတော်ဒီကံအတ္တတံမိတိပဇာနာတိဝင်သက်ထွက်သက်ရှည်တယ်ဆိုလို့ရှိရင်အချိန်ကြာတယ်ဆိုရင်ကြာတယ်လို့သိပါတဲ့ဟုတ်လားပြီးတော့ရတ္တံဝအတ္တတံတော်ရတ္တအတ္တတံမိတိပဇာနာတိရတ္တံဝပတ္တတံတော်ရတ္တံပတ္တတံမိတိပဇာနာတိဝင်သက်ထွက်သက်တူတယ်အချိန်ကာလတူတယ်ဆိုရင်လည်းပဲဒါတူတယ်လို့သိပါတဲ့ဟောအရှိအတူနှစ်မျိုးရှိသွားပြီနော်နောက်ပြီးတော့သုံးခုမြောက်ဘာပြောလဲဆိုတော့သဗ္ဗကာယသင်္ခါရအတ္တသိတ္တမိတိသဗ္ဗကာယပဋိတံဝေဒီအတ္တသိတ္တမိတိသိက္ခတိသဗ္ဗကာယပဋိတံဝေဒီပတ္တသိတ္တမိတိသိက္ခတိတဲ့ဝင်သက်ထွက်သက်ကိုအစအလေအဆုံးအကုန်လုံးသိပြီးတော့ဝင်သက်ထွက်သက်အပေါ်မှာတတိကိုအဲ့ဒါလောက်ဆွဲဆွဲမြဲမြဲထားပြီးတော့ဝင်သက်ထွက်သက်ကိုဖြစ်စေရမယ်တဲ့ဆိုလိုတာကလေကလေးဝင်လာတယ်နော်လေကလေးဝင်လာတယ်ဆိုလို့ရှိရင်အဲ့ဒီလေကလေးကဘလို့စပြီးတော့ဝင်လာတယ်လေအလေပိုင်းမှာဘလို့ရှိလေဝင်သက်ကလေးပြီးသွားတော့ဘလို့လေးပြီးသွားတာလေသိရအဲ့ဒါလိုပဲထွက်သက်ကလေးထွက်သွားတယ်ဆိုရင်လည်းပဲဘလို့စထွက်လာလေပြီးတော့ဘလို့နေလေဘလို့ဆုံးသွားလေလို့ဝင်သက်ထွက်သက်ကိုတစ်ခုတည်းတစ်ခုစီမှာအစအလေအဆုံးသုံးပါလုံးသိအောင်ကြိုးစားရမယ်တဲ့အဲ့ဒါကိုဦးဇင်းတို့သဗ္ဗကာယပဋိတံဝေဒီလို့အဲ့ဒါလိုမြတ်စွာဘုရားဟောတယ်ဒါဦးဇင်းတို့အသေးစိတ်ကြီးပြောဖို့အချိန်ကအများကြီးရမှာမဟုတ်ဘူးเนาะနောက်ပိုင်းမှာပြောစရာတွေအများကြီးကြံနေတာဟုတ်လားဒါဦးဇင်းတို့ပိဋကပေါင်းတော်ကောင်းတို့အကျဉ်းမြင့်လေးပဲဒါပြောပြနောက်၄ခုမြောက်ကြတော့မြတ်စွာဘုရားကဘလို့ညွှန်ကြားလဲဆိုတော့ပတ္တံပယံကာယသင်္ခါရအတ္တသိတ္တမိတိသိက္ခတိတဲ့နော်ယုံရင်းနဲ့ဝင်သက်ကိုနူးညံ့သိမ်မွေ့စေပြီးတော့ဝင်အောင်ကြိုးစားရမယ်တဲ့ဟုတ်လားလေကလေးကအစာပိုင်းတုန်းကကြမ်းကြမ်းထမ်းထမ်းဝင်နေတာကိုအဲ့လိုမျိုးကြမ်းမသွားစေရဘူးနုနုညံ့ညံ့သိမ်သိမ်မွေ့မွေ့လေးဖြစ်အောင်ကြိုးစားရမယ်ဒါကတမင်ဖြစ်အောင်လုပ်တာမဟုတ်တမင်ဖြစ်အောင်လုပ်เสียရမလို့ပြီးတော့ဦးဇင်းတို့ပြောပြမယ်အဲ့လိုပဲထွက်လေလေးထွက်သွားတဲ့အခါမှာလဲယုံရင်းကြမ်းထမ်းတဲ့ထွက်လေကိုနူးညံ့သိမ်မွေ့အောင်ဖြစ်စီပြီးတော့တတိကိုထားပြီးတော့အဲ့လိုကြိုးစားရမယ်တဲ့အဲ့ဒါဦးဇင်းတို့ဒီအာနာပါနကမ္မဋ္ဌာန်းကိုအရှိအတူအလုံးစုံကိုသိပြီးတော့ယုံရင်းကြမ်းထမ်းတာကိုနူးညံ့သိမ်မွေ့စွာဖြစ်စီပြီးတော့ဝင်သက်ထက်ဆက်ကိုအဲ့လိုဖြစ်အောင်ကြိုးစားရမယ်ဆိုတော့၄မျိုးမဟုတ်ဘူးလားဟောတယ်အဲ့ဒါဦးဇင်းတို့အာနာပါနကမ္မဋ္ဌာန်းကိုတကယ်လက်တွေ့စီးပြန်တဲ့အခါမှာစိတ်ကိုဒီဝင်လေထွက်လေရဲ့ထိခိုက်ရာနေရာကိုစုပ်စိုက်ပြီးတော့အာယုံပြုတ်ပြီးတော့မှတ်ရမယ်ပွားများရမယ်နော်ဝင်လေထွက်လေလေးဝင်လာတယ်ထွက်သွားတယ်ဆိုရင်လေကလေးနဲ့နှာလေးပြတနေရာသို့မဟုတ်တချို့နှကန်းတိုတဲ့လူတွေဆိုရင်အထက်နှကန်းကလေးမှာလာပြီးတော့ထိခိုက်နေတာကိုမသိနိုင်ဘူးလားသိနိုင်တယ်အဲ့ဒါလို့ထိတဲ့နေရာတနေရာလေးကိုစိတ်စိုက်ပြီးတော့ဝင်တိုင်းအဲ့ဒီထိတဲ့သဘောကိုသိထွက်တိုင်းလည်းအဲ့ဒီထိတဲ့သဘောကိုသိနေလို့ရှိရင်ရှည်ရှည်ဝင်တယ်ဆိုတာလည်းသိတယ်ရှည်ရှည်ထွက်သွားတယ်ဆိုတာလည်းသိတယ်ဆိုလိုတာကဝင်လေဟာကြာတယ်ဆိုတာကိုလည်းသိတယ်ထွက်လေကြာတယ်ဆိုတာကိုလည်းသိတယ်အဲ့ဒါလိုပဲမကြာဘူးခဏလေးပဲဝင်ပြီးတော့ခဏလေးပဲထွက်သွားတယ်လို့အဲ့လိုလည်းသိတယ်ဟုတ်လားပြီးတော့အဲ့ဒီဝင်လေထွက်လေရဲ့အစအလေအဆုံးဆိုတဲ့ယခုနကပြောခဲ့တဲ့အချက်တွေကိုလည်းသူအသေးစိတ်
သိလာတယ်ဆိုလိုတာကစိတ်ကငြိမ်းလာတဲ့အခါမှာဝင်လေထွက်လေရဲ့သဘောတဘာဝကိုအသေးစိတ်ပို့ပြီးတော့သိသွားတာဟုတ်လားအဲ့ဒါတဖြည်းဖြည်းနဲ့တမာတိအားကောင်းလာပြီဆိုတော့နောက်ဆုံးမြတ်စွာဘုရားညွှန်ကြားထားတဲ့နော်ပတ္တံဗယံကာယသင်္ခါရအတ္တသိတ္တမိတိသိက္ခတိယုံရင်ကြံထမ်းတဲ့ဝင်လေကိုနူးညံ့သိမ်မွေ့စေရမယ်ဆိုတာကိုကနူးညံ့သိမ်မွေ့အောင်တမင်လုပ်တာမဟုတ်ဘူးဒီထိတာလေးကိုသိနေရင်နဲ့ဝင်လေလေးကတဖြည်းဖြည်းနဲ့နူးညံ့သွားတယ်အဲ့ဒါကိုအာယုံကိုမထင်ရှားဘူးဆိုပြီးတော့ဝင်လေကိုထင်ရှားအောင်အဲ့လိုကြီးမလုပ်ရဘူးတဲ့နော်အဲ့လိုလုပ်လို့သိတာကကိုယ့်ရဲ့တမာရီရဲ့အစွမ်းမဟုတ်ဘူးအာယုံကကြမ်းထမ်းလို့ကိုကသိတာဟုတ်လားအာယုံနှုတ်သွားရင်အဲ့ဒီနှုတ်တာလေးကိုပဲလိုက်ပြီးတော့သိနိုင်အောင်ကြိုးစားရမယ်အဲ့ဒီကြတော့မှတမာရီကပို့ပြီးတော့ကြီးလာတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဟုတ်လားမိတ္တတို့နားလည်မယ်ထင်ပါတယ်နော်အဲ့လိုပဲကြမ်းထမ်းတဲ့ထွက်လေကိုသိမ်မွေ့စွာလုပ်ရမယ်ဆိုတာကဒီလိုဒလဇတ်တတိထားပြီးတော့နေခြင်းဒီပင်လေဝင်လေထွက်လေလေးကတဖြည်းဖြည်းနဲ့ဒါသိမ်မွေ့သွားတယ်အဲ့လိုသိမ်မွေ့တဲ့အခါမှာနောက်ဆုံးသူကဝင်နေတာမှဟုတ်ပါရဲ့လားထွက်နေတာမှဟုတ်ပါရဲ့လားရှိမှရှိသေးရဲ့လားဝင်လေထွက်လေကရှိမှရှိရဲ့လားလို့ဆိုတဲ့အဆင့်ထိရအောင်သူကနူးညံ့သိမ်မွေ့သွားလိမ့်မယ်အဲ့ဒါလို့ဆိုရင်လည်းဝင်လေထွက်လေကိုကြမ်းထမ်းအောင်မလုပ်ရဘူးအဲ့ဒီနူးညံ့မာတယ်ဆိုတာလေးကိုပဲစိုက်ပြီးတော့ဒါစိတ်အလုံးနော်တကယ်ကြီးမိုင်းများဟုတ်လားအဲ့ဒါကိုဘာလုပ်ရမလို့သိအောင်ကြိုးစားရမယ်ဟုတ်လားအဲ့ဒါလို့ဝင်လေထွက်လေကိုတကယ်ဒလဇတ်ထိမှုကိုတိပြီးတော့နေပြီဒလဇတ်သိနေပြီဆိုလို့ရှိရင်ဘာတွေဆက်သိလာမလဲတော့အဲ့မှာမြတ်စွာဘုရားကဟောအစ္ဆတံဝါကာယေကာယ ानु ပတ္တိဝိဟရတိတဲ့ကိုယ်ခန္ဓာကိုယ်မှာဝင်လေထွက်လေရှိနေတယ်ဆိုတာကိုအဲ့ဒီပုဂ္ဂိုလ်သိတယ်ဒါအတွင်းကိုသိတယ်ပေါ့နောက်ဗဟိတဝါကာယေကာယ ानु ပတ္တိဝိဟရတိအဲ့လိုသိရင်းနဲ့စိတ်ကဘယ်လိုအောင်းမိလဲဆိုတော့သူများခန္ဓာကိုယ်လည်းဒီလိုဝင်လေထွက်လေနဲ့ရှင်သန်နေတာပဲဝင်လေထွက်လေဟာတကယ်တမ်းကအသက်ရှင်သန်ရေးအတွက်ဒလဇက်လုပ်နေရတဲ့အလုပ်ကိစ္စတစ်ခုနော်တကယ်ကြီးမှကြီးများဒါကိုဒကာသမားတို့ဦးဇင်းတို့တွေကရှင်သန်ရေးအတွက်အလွန်အရေးကြီးတယ်လို့မသိဘူးနော်စားရတောက်ရမှဒါရှင်သန်ရေးအတွက်ဆေးကူရမှရှင်သန်ရေးအတွက်အရေးကြီးတယ်လို့ထင်တာဒီလေကလေးကပိဿပေါင်းသူတော်ကောင်းတို့မိနစ်ပိုင်းတောင်မှမရလို့မဖြစ်ဘူးဟုတ်ရဲ့လားအဲ့ဒါအမြဲတမ်းမလုပ်နေရတော့ဒီခန္ဓာကိုယ်ကလုံနေတယ်ဟုတ်ရဲ့လားအေးအဲ့ဒါလုံနေတယ်အဲ့တော့ကိုယ်လည်းဝင်လေထွက်လေဟာအမြဲတမ်းရှိနေတယ်ရိုးလေးဒါကသိပ်ပြီးတော့မဆမ်းဘူးမလေးနဲ့ဘူးလို့မထင်နဲ့ဒီအတွေးလေးတွေကဟုတ်လားအဲ့ဒါလိုပဲငါခန္ဓာကိုယ်ဟာဝင်လေထွက်လေကိုအမိပြုတ်ပြီးတော့တည်တတ်နေသလိုဒီခန္ဓာကိုယ်ဟာဝင်လေထွက်လေဟာအမြဲတမ်းရှိနေသလိုတခြားသောပုဂ္ဂိုလ်တွေရဲ့ခန္ဓာမှာလည်းပဲဝင်လေထွက်လေရှိနေတယ်လို့စိတ်ကတွေးမိသွားတယ်ဟုတ်လားသိသွားတယ်အဲ့ဒါဗဟိတဝါကာယေကာယ ानु ပတ္တိဝိဟရတိသူများရဲ့ခန္ဓာမှာလည်းပဲဝင်လေထွက်လေရှိတယ်ဆိုတာကိုသိတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဟုတ်ရလားတမင်သူများခန္ဓာမှာရှိတဲ့ဝင်လေထွက်လေကိုရှုလို့ရတာမျိုးကိုဆိုလိုတာမဟုတ်ဘူးတဲ့မာကြီးစတော်ဘုရားကြီးရှင်းထားတာရှိနော်ကိုယ်ခန္ဓာမှာဝင်လေထွက်လေကိုရှုရင်းနဲ့သူများခန္ဓာမှာလည်းဒါမျိုးတွေရှိနေတာပဲလို့သိတာကိုရည်ရွယ်ပြီးတော့ပြောတာတဲ့ဟုတ်ရလားအဲ့ဒါလို့သိရင်းနဲ့နောက်ပိုင်းကျတော့ဘယ်လောက်ထိသိလာလဲဆိုတော့သမုဒိယဓမ္မ ानु ပတ္တိဝါဖြစ်ချင်းသဘောတရားကိုသိလာတယ်နော်ဝင်လေထွက်လေရဲ့ဖြစ်ချင်းသဘောတရားကိုသိလာတယ်နောက်ဝေယဓမ္မ ानु ပတ္တိဝါဝိဟရတိဒီဝင်လေထွက်လေရဲ့ပြည့်ချင်းသဘောတရားကိုသိလာတယ်ဟုတ်လားအဲ့ဒါမဟာကြီးစတော်ဘုရားကြီးကဒီအဖွင့်အထက်ကရာမှာတော့သူကဝင်လေထွက်လေကိုရှုရင်းနဲ့သမုဒိယဓမ္မ ानु ပတ္တိဝါဆိုတာကဖြစ်ကြောင်းတရားပေါ့ဒီလေတွေဟာဘာကြောင့်ဖြစ်လာတယ်ဒီပြက်ကြောင်းတရားဒီလေတွေဟာဘာကြောင့်ပြက်သွားတယ်ဖြစ်ကြောင်းပြက်ကြောင်းပဲအထက်ကရာကဖွင့်တယ်တဲ့ဒါမဲ့စတော်ကြီးကတော့ဖြစ်ကြောင်းပြက်ကြောင်းကိုသိရင်ဖြစ်ချင်းပြက်ချင်းကိုလည်းသိတယ်တဲ့ဒါကြောင့်ဖြစ်ချင်းပြက်ချင်းကိုသိတယ်ဆိုတာလည်းပဲဒါအမှန်ပဲဆိုပြီးတော့စတော်ကြီးကအဲ့လိုဆုံးဖြတ်တယ်ဟုတ်ရလားဆိုလိုတာကဒီဝင်လေထွက်လေကိုပိဿပေါင်းသူတော်ကောင်းတို့တတိကြီးစွာထားပြီးတော့နော်ဝင်တိုင်းထွက်တိုင်းတတိဒလဇတ်ထားပြီးတော့လေ့ကျင့်မယ်ဆိုလို့ရှိရင်ဒီလေလေးရဲ့ဖြစ်ပေါ်လာတဲ့သဘောအကုန်ဆုံးသွားတဲ့သဘောဒီဝင်လေထွက်လေကိုတိနေတဲ့နံတရားတွေရဲ့ဖြစ်ပေါ်လာတဲ့သဘောပျက်စီးသွားတဲ့သဘောဖြစ်ချင်းပြက်ချင်းကိုအသေးစိတ်သိကိုသိမယ်မြင်ကိုမြင်မယ်တဲ့အဲ့ဒါဝိပဿနာဉာဏ်ကိုကူးသွားတာနော်ဒိုင်းမိုင်းမြဝင်လေထွက်လေကိုရှုရင်းနဲ့ဝိပဿနာဉာဏ်ကိုကူးသွားတာအဲ့ဒီလိုဝင်လေထွက်လေကိုဖြစ်ချင်းပြက်ချင်းကိုမြင်ပြီးတော့သိပြီးတော့ဉာဏ်နေချင်းလာတော့ဘာဖြစ်တုံးဆိုတော့အဋ္ဌိကာယောတိဝါပနတ္တတတိပစ္စုပ္ပတ္ထိတာဟောတိ
Yawa dewa nyana madaya, yawa dewa patikati madaya, aniti dosa wihadati, nasa kinshi loki, ubadiyati. Upali dili yodaga, umyaswa pya pyodaraha, letui. Kutake ato de kama, kutandama psilavi solution, oh, Piale di Lohotara, Tajama twinny, Juni, Pinidaria, Piahora, and Nide, Absisian, using a dipali dili, Jupiara, Hoyala. Atika yodi wapanata, the deep supatida, hotide, a divega valesoro. Eddie Winley Twelego, paid upon to the round of Uzinudri. The case the Ditambido, Josanime, Solution, a dinanga blue pillar, soro. Atika yodi. Oh, di Winley Twelly, you a bonkaya miada, Chinivala. Hola. Nasura Mabau, Dusura Mabau, that was Sura, Mabau. Eddie Amiania, Shindoan. Hola. Di Winley Twelly leave a she. Di Winley Twelly leave a decay a she dea. Hola. When literally at the Gedanga Kanago Kulone Sassanera, when literally go Timeso and Kanago Kulongo, T9, Mien9, Hoyala. Edido Kayago, Gogata, Kayanubatan, Tributane Bana, no? Eh, 3 little Lucia. Now to the one so that a mienta the Wapo so that a mieni, Kingua Biro. Oh, did the Wogly that the pep shinera. Oh, a tika yodi, Wapanata, the deep superdita, hodide. The Digliga Adaluli, a Digliga Adaluli, when lie. Masura Mishivu, Dusura Mishivu, the Yudaba what that there, the Yoko Dini, and Nandava what that there, Dari Web Shineda, the Kaya Web Shineda, a Bonsuve, Shineda, Dilare, the Dialare, the Di Mayare, the Bob Shilare. Hola, Eddie the Dihare, Jawa Diwa Yana Madaya, a Dinyango, Dubabu, a Lunga, Shidere, Eddie the Diha Babu Dubu, a Dinyani Dubu Shidere. Hola. Jawa dewa patikati madaya, the pan the digo, 2.0, Pite, Suluraga. Ikaya web shinide, Natuba Yamima Babu, Dali did you the volley web shinide, the volley miam shinide, Lutide, a digly hare, Nyan Dubo Pite, 3 Dubo Pite, oh, I de account, no? The reading Yan Sura Dinina, 2.0, Shuara, how like my mia. E Eraha, 3 Dubo, Nyan Dubo Pite. Dari Makabure. Nasa Loki, Kinshi, Umadi, no? Hori Loga Jima, the zone to Kugu, Maswella Mene, the Nadati, Mahmi Duevene, no? The Kate Chanyanta, Tantan Shen, Erichima, Dua, Semye, Ne. No Swellam Mugo, Erichima, Quatara, Solora, a Jamie. Oyala, a bit about the Ravando. Oh, Anapanago, Shuyene. Said that shipbola, the Bawa lady, that Uzinga. A jet and one Jobia. Ediama, beta about the Ravando. Now, Jore, a binding jar, Dilla within a daisy, a jet and one. Jobu, a Chinyama Muhuno. That a Kubiora would Tili Chaja the Kadam Market. Hola. Anabanago, Nili Munim Yaswavia Menu Jabula. Hola, Diga, Shire Suraya, Rata, Ture Suraye. Hola, Tabakaya, Petita Widi, Sale Sungo, Tia Me Suraye. Hola, Patambayan Kayat and Kara, Atata Midi. Hola. Young Chantanago, Nunya Ziamesubo, Limium Hola, Hore. At the end, paid about the round to choose Atu de Akama. Oh, Adama Dashi the low, Tumiadama Leti Ludi Pinidavala, Lupotilla, and young lady Papilaro, Mialare. Gobo Liga, Hoyala, Pioparo, the Muria de Mandupatiwa. No Pichin the Bodiarigo, Tilare. Waya de Mandupatiwa, Pichin the Bodiarigo, Tilare. Or Pichin Pichingo, Tila Senti, Yanga Pilaro, Tellare. Dari Magabu, Atika Yodi Wapanata. No, Kaya Miada, Shinide, Diju Bangi, Diju Gleep Shinide, Zuglimia Shinide, Bogotatawa, Mababu, Hola, Edalu Tila, Edi Adiha, the Didi Dubabu, Nyani Dubabu, Alunga Shite, Maswellan Alunga Shite, Maswella Mene, Tanaditi, and Yeji Mative, Tanan Shin Sikliha, Shiminiula, Shinide. Oh, Edi Judea Vine Saya, Lujoja Bazo, no? Eddie Tide a Banjaro, Toga, Anapanago, Shuma, Edalu Tida Maho. Now Biome a Bindego, Shulo Shele, Eddie a Julia let the bomb you. Hola, Eddie the boat of our mu, Shiko Shima. Hola, now Biore a Bandijaro, Uzinoga, a Jamie Piodoroma. Hoyala, a cook Uzinoda, Anapana Babawe, Josaga, no? Anapanaha, a Diga Vale, when they 20, Tide near Lego, Suicide Biro, Daligo, the Dimolosine, T. I met the on lonely. Now, T. I met the on lonely. Now, the winner 20 days would I take
ထိတယ်ဆိုတာကပိုးပြီးတော့တင်ရှားလာတယ်နော်ဝင်နေတာလားထွက်နေတာလားဆိုတာကိုသုံးသပ်တာထက်ဟုတ်လားဝင်လဲထိတာပဲထွက်လဲထိတာပဲလေသူဟာကဟုတ်တယ်မဟုတ်လားအေးအဲ့တော့ပိဋကပေါင်းသူတော်ကောင်းတို့ဒါဦးဇင်းတို့အာနာပါနရှုမှတ်ပွားများတဲ့နီးပေါ့ဟုတ်လားအဲ့ဒီတိုင်းရှုမှတ်ပွားများသွားလို့ရှိရင်ဒါဖြစ်ချင်းပြချင်းကိုသိပြီးတော့နော်တတိတွေဉာဏ်တွေတိုးတက်လာပြီးတော့နောက်ကိလေသာကင်းကွာပြီးတော့နောက်ဆုံးမဉဏ်ဖွဉဏ်ကိုမရနိုင်ဘူးလားရနိုင်တယ်ဒါဒီတစ်ပိုင်းလေးနဲ့ရနိုင်တယ်ဆိုကြပါစို့သမုဒ္ဒရာကိုသွားတယ်စိတ်ကန်းတွေအများကြီးရှိတယ်ကိုယ်စိတ်ကန်းကဆင်းမှဒီစိတ်ကန်းကဆင်းမှမဟုတ်ဘယ်စိတ်ကန်းကဆင်းသမုဒ္ဒရာတွေကိုရောက်နိုင်တာပဲဒီအာနာပါနတစ်ခုတည်းနဲ့တရားဓမ္မတို့တကယ်လုံးလဝရိယပြင်းထန်စွာကြိုးစားမယ်ဆိုလို့ရှိရင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်တယ်ဟုတ်ရဲ့လားဒါပေမဲ့မြတ်စွာဘုရားကကာယ ानु ပဒနာသတိပဋ္ဌာန်မှာဒါနိဗ္ဗာန်တည်းဟူသောပင်လယ်ကြီးကိုဝင်ဖို့အတွက်စိတ်ကန်းကြီး14ခုဟောထားတယ်လို့နားလည်ရမှာနော်ဝင်တဲ့အခါမှာဒါကကြိုးစားတဲ့အခါမှာကိုယ့်ရဲ့စိတ်နဲ့ကိုက်ညီဖို့ကိုယ့်ရဲ့ဇေယိုက်နဲ့ကိုက်ညီဖို့လဲလိုတာပေါ့လေဒါတိများသောအားဖြင့်တော့ကြိုးစားကြည့်ရင်တော့ကိုက်ညီကြမှာပါကြီးပဲလေတို့ဦးစင်းကတော့ထင်ပါတယ်ဟုတ်ရဲ့လားဘယ်ကမ္မထမ်းကိုပဲကြိုးစားတကယ်ကြိုးစားရင်တော့ဖြစ်မှာပါပဲဟုတ်ရဲ့လားအေးအဲ့တော့ဦးဇင်းတို့နောက်ဒုတိယမြောက်အပိုင်းကဘာလဲဆိုတော့ဣရိယာပဋ္ဌာပပတဲ့အဲ့ဒီအပိုင်းကတော့ပြောရတာလွယ်ပါတယ်ဣရိယာပဋ္ဌာပပဆိုတာကခန္ဓာကိုယ်မှာတရားဓမ္မတို့ဦးဇင်းတို့ယက်တည်နိုင်ရေးအတွက်ဣရိယာပုတ်ကြီး၄ခုနဲ့ပြုပြင်နေရတယ်ဒီခန္ဓာကိုယ်ဟုတ်လားဘာလို့တဲ့သွားနေတာမရှိဘူးလားရှိတယ်အမြဲတမ်းထိုင်နေလို့ဖြစ်တာမဟုတ်ဘူးနော်သွားတယ်ရက်တယ်ထိုင်တယ်လျှောင်းတယ်ဆိုပြီးတော့ဣရိယာပုတ်ကြီး၄ခုရှိတယ်အဲ့ဒါမြတ်စွာဘုရားကဂိစ္ဆံတော်ဝါဂိစ္ဆာမိတိကစားနာတိတဲ့သွားရင်သွားတယ်လို့သိပါတဲ့နော်ထိတော်ဝါထိတော်မိတိပဇာနာတိရက်နေရင်လည်းရက်နေတယ်လို့သိပါတဲ့နိသိဏတော်ဝါနိသိဏတော်မိတိပဇာနာတိထိုင်းနေရင်လည်းထိုင်းနေတယ်လို့သိပါတရားတော်ဝါတရားတော်မိတိပဇာနာတိနော်လျှောင်းနေတယ်ဆိုရင်လည်းလျှောင်းနေတယ်လို့သိပါတရားကဘာထူးဆန်းတာလဲလို့မထင်နဲ့နော်သွားရင်သွားတယ်လို့သိရက်ရင်ရက်တယ်လို့သိထိုင်ရင်အိပ်ရင်ထိုင်တယ်အိပ်တယ်လို့သိထူးဆန်းလိုက်တာဒါမြန်တရားလားလို့အဲ့လိုမအောင်မိနဲ့နော်ဒကာဓမ္မတို့ဦးဇင်းတို့တွေတကယ်ကတော့သွားနေရင်သွားနေတယ်လို့မသိတာပဲများတယ်သွားတော့သွားနေတာပဲဒါပေမဲ့သွားနေတယ်လို့မသိပါဘူးတွေးကြင်ရတွေးပြီးတော့ကြည့်ကြင်ရကိုကြည့်ပြီးတော့ဟုတ်လားခြေလမ်းမပြည့်ုံမျှလောက်အလုတ်ဖြစ်ုံလောက်ပဲစိတ်ဆိုင်ပြီးတော့သွားနေတာဟုတ်လားသွားနေတဲ့အချိန်မှာသွားနေတဲ့အမှုအရာသွားနေတဲ့အနေအထားကိုစိတ်ဆိုင်ပြီးတဲ့အချိန်ဟာနော်တရားမှာတစ်ချိန်တောင်ရှိခြင်းမှရှိတရားခိုင်နှုံးတောင်ရှိခြင်းမှရှိမယ်ဟုတ်လားများသောအားဖြင့်တတိဟာဒီထဲမှာမရှိဘူးကိုတွေးကျင်တာတွေးနေမယ်အတိတ်ကိုတွေးမယ်အနာဂတ်ကိုတွေးမယ်မဖြစ်ခဲ့ပြီးသားကိစ္စမဖြစ်သေးတဲ့ကိစ္စဒါတွေလည်းပဲအချိန်ကုန်ပြီးတော့ဒကာဓမ္မတို့ဦးဇင်းတို့သွားနေတာမရှိဘူးလားရှိတယ်အဲ့လိုပဲရက်နေရင်လည်းရက်နေတယ်လို့မသိပါဘူးဆိုလိုတာကယထာဝပနတ္တကာယောပနိဟိတောဟောတိတထနံပဇာနာတိတဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ခန္ဓာကိုယ်မှာဖြစ်နေတဲ့ပုံစံအတိုင်းလေးနော်ကိုဘယ်လိုလေးဖြစ်နေတယ်လဲအဲ့ဒီဖြစ်နေတာလေးကိုဖြစ်နေတဲ့အတိုင်းလေးသိတဲ့ဒါအနှစ်ချုပ်ပြီးတော့ပြောတာနော်ဣရိယာပဋ္ဌာပပကိုဟုတ်လားတခါကြီးမိုင်းမြဣရိယာပုတ်တခါလေးထိုင်တာလည်းမဟုတ်ရက်တာလည်းမဟုတ်ခတ်ဆောင်းဆောင်းလေးနေတာမျိုးပလက်ကလေးထိုင်ပေါ်မှာအိတ်နေတာမျိုးအဲ့ဒါမျိုးကမရှိဘူးလားရှိတယ်ဘယ်လိုပုံစံမျိုးပဲဖြစ်နေအဲ့ဒီဖြစ်နေတဲ့ပုံစံလေးကိုဖြစ်နေတဲ့အနေအထားလေးတိုင်းအမှန်တိုင်းသိအောင်ကြိုးစားရမယ်အဲ့ဒါကိုတတိစိုက်ပြီးတော့ထားရမယ်ဟုတ်လားအဲ့ဒါဦးဇင်းတို့မာကြီးစတော်ဘုရားကြီးကတော့ဒါအသေးစိတ်ညွှန်ကြားတာပေါ့သွားတယ်ဆိုရင်သွားတယ်လို့သိဆိုတဲ့နေရာမှာဟုတ်လားခြေလမ်းလေးကြွလာတယ်ရှေ့တိုးတယ်နင်းချလိုက်တယ်ဟုတ်လားအဲ့ဒါကိုကိုကသိပါများလို့ရှိရင်ဒီခြေတလန်းအတွင်းမှာနော်ရုပ်တဘာဝနော်ကြွတက်လာတဲ့ပေါ့တဲ့သဘောဟုတ်လားပြီးတော့လေးသွားတဲ့သဘောထိတဲ့သဘောဒါသဘာဝတရားတွေပဲခုနတုန်းကဝင်လေထွက်လေကိုမှတ်တော့လေဒါသဘာဝတရားပဲမဟုတ်လားဟုတ်တယ်နော်အဲ့ဒါလိုပဲသွားရထိုင်လျောက်ဣရိယာပု၄ပါးမှတ်ပြီးရှုပြီးဆိုလို့ရှိရင်ဒါသဘာဝတရားကိုပဲရှုမှတ်ရရောက်တယ်ဒါကြောင့်သူ့ကိုရှုလို့ရှိရင်လည်းပဲဟောဣတိအစ္ဆတဝါကာယေကာယ ानु ပတ္တိဝိရတိဗဟိတဝါကာယေကာယ ानु ပတ္တိဝိရတိဟောမိမိခန္ဓာကိုယ်ဟာဒီလိုသွားနေလို့သူများလည်းပဲသွားနေတာမရှိဘူးလားရှိတယ်ဟုတ်လားအစ္ဆတဗဟိတတွေနားလေလာတယ်ပေါ့ပြီးတော့ပါတော့သမုဒိယဓမ္မ ानु ပတ္တိဝါဖြစ်ခြင်းကိုသိတယ်ဝေယဓမ္မ ानु ပတ္တိဝါပြည့်ခြင်းကိုသိတယ်ဟောဖြစ်ခြင်းပြည့်ခြင်းသူလည်းပါလေသိနိုင်တာပဲဒါတွေမကဘူးအဋ္ဌိကာယောတိဝါပနတ္တနော်ကာယမျှတာဖြစ်နေတယ်ငါသူတစ်ပါးမပါဘူးပုဂ္ဂိုလ်တ attva မပါဘူးအဲ့ဒီတတိလေးဟာအဲ့ဒီတတိလေးဖြစ်လာတာဟာတတိကိုတိုးပွားဖို့အတိညာဉ်ကိုတိုးပွားဖို့အလုံးငါးသာဖြစ်တယ်မဆွဲလမ်းမဲနဲ့နေခြင်းဖြစ်တယ်လို့
အဲ့ဒီသဘောတဘာဝတွေဆက်ပြီးတော့ဖြစ်မလာဘူးလားဖြစ်လာတယ်အဲ့ဒါကြတော့တော်တော်မြင့်မြတ်တဲ့အပိုင်းကိုရောက်သွားပြီနော်အဲ့တော့ဣရိယာပုတ်၄ပါးကိုရှုမှတ်ခြင်းတည်လည်းပဲအာနာပါနကိုရှုမှတ်တော့ရရှိတဲ့မြင့်မြတ်မှုတွေကိုရတယ်လို့သူလည်းမရဘူးလားရတယ်ဟုတ်လားဒန်းတူဟောထားတာနော်မြတ်စွာဘုရားကနော်ဒန်းတူဟောထားတာအဲ့ဒီအပိုင်းလေးတွေကဦးဇင်းတို့နောက်ပိုင်းတွေကြတော့အကျေပြောမှာမဟုတ်တော့ဘူးနော်အေးဒါကဦးဇင်းတို့ဣရိယာပုတ်၄ပါးရှုမှတ်ပွားများတဲ့နည်းပေါ့ဣရိယာပဋ္ဌဒါကာယ ानु ပဒနာတတိပဋ္ဌာန်တွေကနေဖြာထွက်လာတဲ့အကြောင်းအရာတွေကိုပိဋကပေါင်းသူတော်ကောင်းတို့ဒါစိတ်ရှိလက်ရှိပြောနေတယ်စိတ်ရှိလက်ရှိနားထောင်နေကြတယ်ပေါ့နော်အေးအဲ့ဒါဦးဇင်းတို့နောက်တတိယပိုင်းကဘာလဲဆိုတော့တံပဇင်ညပပ္ပါတဲ့တံပဇင်ညဆိုတာပိဋကပေါင်းသူတော်ကောင်းတို့တတိတံပဇင်ဆိုပြီးတော့တွဲသုံးကြတာတွေမရှိဘူးလားရှိတယ်နော်တံပဇင်ညတံပဇာနာတို့ကအပြားအဖြင့်သိတယ်ပေါ့တံပဇင်ညအဲ့ဒါကြတော့မြတ်စွာဘုရားကသူကအသေးစိတ်အမူအရာလေးတွေကိုသိအောင်ကြိုးစားခိုင်းတဲ့အပိုင်းကိုရောက်လာတယ်နော်အသေးစိတ်ဦးဇင်းတို့အသေးစိတ်ဘယ်လိုသိခိုင်းလဲဆိုတော့အဘိက္ခံတွေပဋိက္ခံတွေတမ္ပဇာနာကာရီဟောတိတဲ့နော်ရှေ့ကိုတက်တယ်ဆိုရင်ရှေ့ကိုတက်တယ်လို့သိပါနောက်ကိုဆုတ်တယ်ဆိုရင်နောက်ကိုဆုတ်တယ်လို့သိပါဟောသွားရင်လာရင်နဲ့ဟုတ်လားဆိုင်နေပြူထဲမှာကိုလိုဈေးရောင်းရင်းနဲ့ရှေ့နေနေလေးတိုးသွားလိုက်နောက်လှည့်လိုက်ဒါမျိုးတွေလုပ်နေတာမရှိဘူးလားရှိတယ်အဘိက္ခံတွေပဋိက္ခံတွေတမ္ပဇာနာကာရီဟောတိအဲ့ဒါကိုလည်းပဲတတိကလေးထားပြီးတော့သိအောင်ကြိုးစားရမယ်အလောကိတေဝိလောကိတေတမ္ပဇာနာကာရီဟောတိတဲ့ကြည့်တယ်တစောင်းကလေးကြည့်တယ်ဟောတရားအထုတ်တဲ့လူဆိုတာကအိမ်ဒီပြက်အောင်မော့ကြည့်တာမျိုးတွေဘာတွေအဲ့ဒါမျိုးကြတော့မြတ်စွာဘုရားကမဟုတ်ဘူးပေါ့အမှန်ကတော့မော့ကြည့်တယ်လို့သိရမယ်ပေါ့သို့တော်စာထဲမှာတော့ဟောထားတာကတဲ့ကြည့်တယ်တစောင်းကြည့်တယ်အိမ်ဒီရကြည့်တယ်လို့ဆိုလိုတာပါပဲဟုတ်လားအဲ့ဒါကိုလည်းဘာလို့ရမလို့သိအောင်ကြိုးစားရမယ်သတိထားရမယ်ပြီးတော့သမိတ်ရှိတွေပတာရိတွေတမ္ပဇာနာကာရီဟောတိတဲ့ခန္ဓာကိုယ်ရဲ့ဟိုဦးဇင်းတို့အကွေးအစစ်တွေကိုကွေးတယ်ဆန့်တယ်မရှိဘူးလားရှိတယ်လက်တွေကိုွေးတာဆန့်တာရှိတယ်ခြေထောက်တွေကိုွေးတာဆန့်တာရှိတယ်ခါတွေကိုကွေးတာဆန့်တာရှိတယ်အဲ့ဒီကွေးတာဆန့်တာကိုလည်းသိအောင်ကြိုးစားရမယ်တဲ့တမ္ပဇင်ညာဘိုင်းမှာပြောတာကဟုတ်ရဲ့လားပြီးတော့ဗာပြောတုံဆိုတော့သင်္ဃာတိပတ္တစီဝရဓာရဏေတမ္ပဇာနာကာရီဟောတိတဲ့နော်တပိတ်သင်္ကန်းတွေကိုယူပြီးတော့ကိုင်းနေသင်္ကန်းကိုယုံနေရမ်းနေလူတွေဆိုရင်တော့အင်ကြီးဝတ်တယ်ပေါ့ဟုတ်လားပကံခွဲရောက်ကိုကိုင်းနေပြောလို့မရဘူးလားအေးအဲ့ဒီကိစ္စတွေကိုလည်းပဲအသေးစိတ်သိရမယ်တဲ့နော်ပြီးတော့ဗာလဲဆိုတော့အတိတေခာယိတေတာယိတေတမ္ပဇာနာကာရီဟောတိတဲ့နော်အတိတေခာယိတေအတိတေပိတေခာယိတေတာယိတေစားတယ်တောက်တယ်ခဲတယ်ရက်တယ်ဟောနော်အစာအာဟာရနဲ့ပတ်သက်ပြီးတော့ဒါမြတ်စွာဘုရားကစုံအောင်ပြောတာပါအဲ့ဒါကိုသိရင်လည်းပဲအဲ့ဒါကိုဖြစ်တယ်ဆိုရင်လည်းသိအောင်ကြိုးစားရမယ်တဲ့ပြီးတော့ဥစ္စာရပတ္တဝကံမေတမ္ပဇာနာကာရီဟောတိတဲ့ကျင်ကြီးကျင်ငယ်ကိစ္စပြုတဲ့အခါမှာလည်းပဲတတိကလေးထားပြီးတော့သိပြီးတော့ပြုရမယ်တဲ့အသေးစိတ်ညွှန်ကြားတာနော်မြတ်စွာဘုရားကပြီးတော့မှအနှစ်ချုပ်ပြီးတော့ဂတိထိတေနိတိန်တေနော်ဂတိထိတေနိတိန်တေသွားတယ်ရက်တယ်ထိုင်နေသုတ်တေအိတ်တယ်နော်ပြီးတော့ဇာဂရိတေနိုးလာတယ်ဘာတိတေစကားပြောတယ်တုန်နိပါဝေစိတ်နေတယ်အဲ့ဒီအခြေအနေမျိုးမျိုးကိုလည်းပဲသိအောင်လုပ်ပါတဲ့ဘာမှကိုမကြံတော့ဘူးနော်တခါကြီးမိုင်များဂတိထိတေနိတိန်နေသုတ်တေဇာဂရိတေဘာတိတေတုန်နိပါဝေနော်တခါဓမ္မတို့ဦးရှင်တို့ဘဝမှာဖြစ်နေတဲ့အခြေအနေတွေကိုအမှန်အတိုင်းမလုပ်ရမလို့သိအောင်ကြိုးစားရမယ်ဒါတမ္ပဇင်ညပပပဲအဲ့ဒါလို့သိအောင်လုပ်မယ်ဆိုလို့ရှိရင်သူလည်းပဲယခုနကပြောခဲ့တဲ့အသိဉာဏ်တွေဖြစ်လာဖြစ်ချင်းပြည့်ချင်းတွေကိုသိလာမယ်နော်ပြီးတော့လောကကြီးကိုမကန့်ညိပဲနဲ့ကိလေသာတွေကင်းပြီးတော့တတိတွေဉာဏ်တွေတိုးလာလိမ့်မယ်လို့မြတ်စွာဘုရားမဟုတ်ဘူးလားဟောတယ်အဲ့တော့တမ္ပဇင်ညပပပေါ့ဘုန်းကြီးတို့ဒီနေရာမှာတမ္ပဇင်ညပပဆိုတာနဲ့ပတ်သက်ပြီးတော့ဒီအပိုင်းထဲမှာပြောစရာလေးတစ်ခုတော့ရှိတယ်အဲ့ဒါကဘာလဲဆိုတော့တမ္ပဇင်တရားဟာ၄ပါးရှိတယ်ဆိုတဲ့အကြောင်းကိုပြောခြင်းနော်တမ္ပဇင်ညာတရားဘယ်နှပါးရှိတယ်၄ပါးပါဗျာ၄ပါးရှိတယ်အဲ့ဒါဘာလဲဆိုတော့ဦးဇင်းတို့တထကတမ္ပဇင်တဲ့နံပါတ်1ကတထကတမ္ပဇင်ဆိုတာကလှုပ်တော့မယ်ပြောတော့မယ်တွေးတော့မယ်တခုခုပေါ့လေသွားမယ်လာမယ်စားမယ်တောက်မယ်ဘာပဲလှုပ်မလှုပ်သေးခင်မှာဒါအကျိုးရှိမလားအကျိုးမြတ်မဲ့လိမ့်မလားလို့အကျိုးရှိအကျိုးမဲ့ကိုစဉ်းစားတာကိုအဲ့ဒါတထကတမ္ပဇင်လို့ခေါ်တယ်ဒါကဓမ္မတို့ဦးဇင်းတို့မှာအဲ့ဒီတထကတမ္ပဇင်လဲနဲတာပဲနော်လှုပ်ချင်ရင်လှုပ်ချလိုက်တာပဲသိပြီးတော့မစဉ်းစားဘူးပေါ့
ဟုတ်လားအကြီးလုံးမယ်ဆိုရင်တော့စဉ်းစားတာပေါ့အသေးလေးတွေကြတော့စဉ်းစားတာရှိလားမရှိဘူးတော့ရေတောက်တော့မယ်ဆိုရင်အကျိုးရှိမလားအကျိုးရှိမိတ်မလားအဲ့လောက်ထိတော့လူတွေဟာစဉ်းစားသလားမစဉ်းစားဘူးတော့မစဉ်းစားလို့တခါတည်းမှားသွားတာကောမရှိဘူးလားရှိတာပေါ့တခါတည်းကိုဘာစားထားလို့စားထားမှမသိမတည့်တာကိုဆက်ပြီးတော့စားမိတာမျိုးကောမရှိဘူးလားဒါကြောင့်အလုပ်တစ်ခုမလုပ်သေးခင်မှာဒါဟာအကျိုးရှိမလားအကျိုးမဲ့မလားလို့စဉ်းစားဖို့လိုတယ်တဲ့ဆင်ခြင်ဖို့လိုတယ်အဲ့ဒါတတ္ထကတမ္ပဇင်တဲ့နော်နောက်ပြီးတော့ဦးဇင်းတို့နံပါတ်2ကတပ္ပါယတမ္ပဇင်တဲ့တပ္ပါယတမ္ပဇင်ဆိုတာကဒါလို့လို့တင့်တော်ပါမလားမတင့်တော်ဘူးလားဆိုတာကိုစဉ်းစားရဟိုအကျိုးရှိတယ်ဆိုအောင်တော့တင့်တော်မှာတချို့ကိစ္စကလုပ်ရတယ်မတင့်တော်ရင်မလုပ်ရဟောသူကပို့ပြီးတော့နူးညံ့သွားတယ်နော်တခါကြီးမိုက်မြဆိုကြပါစို့ဟိုတရားဟောတာဟာအကျိုးရှိတဲ့အလုပ်ပါပဲသို့တော့စီဝါရေးအကြောင်းပြောနေတယ်အလုပ်ရှုပ်နေတယ်လောကီအခြေအနေလုပ်နေတဲ့အချိန်မှာကိုကတရားတော်ဟောလို့ဖြစ်မလားမဖြစ်ဘူးဟုတ်တယ်နော်တခါကြီးမိုက်မြဟိုအကျိုးရှိတိုင်းလည်းပဲလုပ်လို့ဖြစ်တာမဟုတ်ဘူးတချို့ကိစ္စကလုပ်တဲ့အချိန်ကြာမှလုပ်ရတယ်ပြောတဲ့လူကိုမှပြောရတယ်ဟိုအကျိုးရှိတဲ့စကားပါပဲကောင်းမြတ်တဲ့စကားပါပဲသို့တော်ဒီလူကသိပ်ပြီးတော့မိုက်မဲတဲ့လူကိုစကားကိုလက်ခံနိုင်မဲ့အခြေအနေမရှိမှုမျိုးဆိုရင်ပြောလို့ဖြစ်မလားဟောအကျိုးရှိတဲ့အလုပ်ပင်ဖြစ်တော်လည်းပဲမသိတော်ဘူးပေါ့ဟုတ်လားအဲ့ဒီတော့အဲ့ဒီအပိုင်းလေးကပို့ပြီးတော့နက်နဲတဲ့အပိုင်းရှိတယ်နော်အဲ့ဒါကပါလေတပ္ပါယတမ္ပဇင်လှုပ်တဲ့မလှုပ်တဲ့ဆိုတာလေးကိုချင့်ချိန်နံပေါ့တော့စဉ်းစားရမယ်ဒီတမ္ပဇင်နှစ်ပါးကဥစဉ်တို့လောကီကိစ္စမှာလည်းပဲကြီးပွားကြောင်းချမ်းသာကြောင်းတရားလို့ဆိုတယ်နော်အလုပ်တကူလုပ်တော့မယ်ဆိုရင်အကျိုးရှိမလားမရှိဘူးလားစဉ်းစားအကျိုးရှိတယ်ဆိုရင်တောင်မှဒါအခုလှုပ်တဲ့ပြီလားမလှုပ်တဲ့ဘူးလားလို့စဉ်းစားအောင်တဲ့အကျိုးမရှိဘူးဆိုရင်တော့လှုပ်တဲ့မလှုပ်တဲ့ကိုဆက်ပြီးတော့မစဉ်းစားတော့နဲ့လုံးဝကိုမလှုပ်တဲ့ဘူးပေါ့တော့ပေါ့ရဲ့လားအေးအဲ့တော့ဦးဇင်းတို့တတ္ထကတမ္ပဇင်နဲ့တပ္ပါယတမ္ပဇင်ကလောကီမှာလည်းကြီးပွားချမ်းသာကြောင်းလောကုတ္တရာတရားကိုကြိုးစားတဲ့နေရာမှာလည်းသူတို့ဟာအင်မတန်အားကြီးတဲ့ကုသိုလ်ကောင်းမှုဖြစ်ခြင်းရဲ့အကြောင်းတရားဖြစ်တယ်လို့ဆိုတယ်ဟုတ်ရဲ့လားအေးအဲ့တော့တမ္ပဇင်က၄ပါးပြောမှာနော်အခုမှ2ပါးရှိသေးတယ်ဟုတ်လားအေးနောက်ဦးဇင်းတို့တတိယတမ္ပဇင်ကဘာလဲဆိုတော့ဂောစရတမ္ပဇင်တဲ့ဂောစရဆိုတာကျက်စားရနေမည်လို့ဆိုတယ်နော်တမ္ပဇင်ဆိုတာကဆင်ញင်တယ်တတိကလေးနဲ့အတိကလေးနဲ့လှုပ်တယ်လို့အကျဉ်းချင်းပြောကြပါစို့ဟုတ်ရဲ့လားအဲ့တော့ဂောစရကျက်စားရဆိုတာဘာလဲဒီတတိပဋ္ဌာန်တရား၄ပါးကိုပြောတာပါတတိပဋ္ဌာန်တရား၄ပါးဟာတရားဓမ္မတို့ဥရှင်တို့အလွန်ဘေးကင်းတဲ့ကောင်းကျိုးချမ်းသာရစေနိုင်တဲ့ကျက်စားရပဲဒီစိတ်ဟာဒီတတိပဋ္ဌာန်တရား၄ပါးမှာတကယ်လို့ကျက်စားမယ်ဆိုလို့ရှိရင်အများကြီးချမ်းသာမှုရဒါကြောင့်တတိပဋ္ဌာန်တရား၄ပါးကိုဂောစရလို့ခေါ်တယ်ကျက်စားရနော်ဥရှင်တို့ကျက်စားရဆိုတဲ့နေရာမှာဟိုနွားတွေဘာတွေနွားစကြက်တို့ဘာတို့သုံးတာမရှိဘူးလားအေးမျက်နှုကလေးတွေဘာလေးတွေပေါ်တဲ့နေရာနွားသွားကြောင်းမယ်ပေါ့ဒါနွားတွေရဲ့စကြက်ပေါ့ဒါကြဓမ္မတို့ဥစဉ်တို့ဉာဏ်ရှိတဲ့အကျိုးရှိခြင်းများတဲ့ပုဂ္ဂိုလ်တွေရဲ့စိတ်ရဲ့တကြက်ဟာသတိပဋ္ဌာန်တရား၄ပါးပဲဒါကြဓမ္မတို့အဲ့ဒီစကြက်မှာကျက်စားမယ်ဆိုလို့ရှိရင်ဒါဘေးကင်းနိုင်တယ်ပေါ့ဟိုဒီသတိပဋ္ဌာန်တရားနဲ့ပတ်သက်ပြီးတော့ပိဿတို့လည်းကြားဖို့ပြီးသားပါနော်ဘီလုံးငှက်ကလေးနဲ့စွန်ရဲမြတ်စွာဘုရားဟောထားတဲ့တကုဏကိတုတ်တံဆိုတာရှိတယ်လေဒါဥစဉ်တို့လည်းပဲသတိပဋ္ဌာန်ဂုံကြီးဆိုပြီးတော့ဟောထားတာကြည်ကြည်ပြည့်ပြည့်ဟောထားတာရှိတယ်နော်အဲ့ဒီထဲမှာတော့ဒီလုံနီးကင်လေးကိုအသေးစိတ်ပြောထားတာမပါဘူးပေါ့ဟုတ်ရလားအဲ့ဒီမှာဥစဉ်တို့ဘီလုံးငှက်ကိုသိန်းစွန်ကတုတ်သွားတော့သိန်းစွန်ရဲ့လက်ထဲမှာခြေသေးထဲမှာဘီလုံးငှက်ကအရှင်ကလေးပါသွားတာအဲ့သူကဘယ်လိုអော်တော့ငါဟာ50ကျက်ထဲမှာမကျက်စားမိလို့ဒီလိုဒုက္ခရောက်ရတာတကယ်လို့50ကျက်မှာငါကျက်စားမယ်ဆိုလို့ရှိရင်ဒီစွန်ရဲဟာငါ့ကိုမဖမ်းနိုင်ဘူးတဲ့စစ်ပွဲသာတိုက်ပွဲသာဖြစ်လိမ့်မယ်တဲ့သူအဲ့လိုပြောတာအဲ့တော့စွန်ကမခံနိုင်ဘူးမင်းစကြက်ကဘယ်နေရတော့သူ့စကြက်ကိုပြောတယ်သူ့စကြက်ကထဲခဲကြားတွေဟာသူ့စကြက်ပဲတဲ့အဲ့ဒါစွန်ကအဲ့ဒီနေရာကိုပို့ပြီးတော့ပြန်ပြီးတော့ဖမ်းတာပဲမဟုတ်လားဖမ်းတော့ဟိုကစိန်ခေါ်တယ်ထဲခဲပို့တက်ပြီးတော့ကိုင်းလာဖမ်းလဲအရန်တင်းဖြစ်ပြီးအဲ့တော့စွန်ကအရှိန်နဲ့အတင်းတုတ်တယ်အနားလေရောက်ပြီဆိုတော့မှသူကသူ့နေရာသူ့စကြက်ဆိုတော့အလွန်ကျွမ်းကျင်တယ်ရှုပ်ကနေတခါတည်းထဲခဲပတ်အောက်ထဲကိုအသာလေးဝင်သွားတယ်ထဲခဲပတ်နဲ့ရင်ပတ်နဲ့တိုက်ပြီးတော့စွန်ဒုက္ခရောက်ရတယ်အဲ့ဒီအခြေအနေကိုမြတ်စွာဘုရားကအဲ့ဒီဇတ်တော်ကိုဟောပြီးတော့ယဟန်တို့တဲ့တတိပဋ္ဌာန်တရား၄ပါးဟာသင်တို့အတွက်ကိုယ်ပိုင်စကြက်ဖြစ်တယ်ကိုယ်ပိုင်စကြက်ဆိုတာရန်သူတွေကိုယ့်ကိုဝင်ရောက်နှိပ်စက်ဖို့မလွယ်တဲ့နေရာကိုယ့်အတွက်ဘေးကင်းတဲ့နေရာအန္တရာယ်ကင်းတဲ့နေရာဟုတ်လားအေးကာမဂုဏ်တရားအာယုံ၅ပါးတွေကတော့သူတစ်ပါးပိုင်တဲ့သူတစ်ပါးစကြက်ဖြစ်တယ်ဆိုပြီးတော့မြတ်စွာဘုရားအဲ့ဒီမှာဟောထားတာရှိအဲ့ဒါဥစဉ်တို့ဂောစရတမ္ပဇင်ဆိုတာလေးနဲ့ဆက်ဆက်ပြီးတော့ဒါပြောပြတာအဲ့တော့ဂောစရတမ္ပဇင်ဆိုတာဘာလဲ
ဒီခန္ဓာကိုယ်ပေါ်မှာဖြစ်တိုင်းသောသဘာဝတရားတွေရဲ့အပေါ်မှာတတိဉာဏ်ပညာဦးရှိပြီးတော့တိနေအောင်ကြိုးစားနေတယ်ဆိုရင်အဲ့ဒါဂောစရတံပဇင်နဲ့ပြည့်စုံတယ်လို့ဆိုရတယ်နော်တတိပဋ္ဌာန်တရား၄ပါးကိုရှုမှတ်နေတယ်ဆိုရင်အဲ့ဒါပါလေဂောစရတံပဇင်နဲ့ပြည့်စုံတယ်လေးနဲ့သွားပြီနော်တံပဇင်ကသွားတိုင်းသိမယ်စားတိုင်းသိမယ်ပြောတိုင်းသိမယ်ဘယ်လိုအခြေအနေမျိုးမဆိုသိနေအောင်ကြိုးစားနေမယ်အဲ့ဒါပါလေဂောစရတံပဇင်အဲ့ဒီဂောစရတံပဇင်နဲ့ပြည့်စုံပြီဆိုရင်တဲ့နောက်ဆုံးအဆက်အမြင့်ဆုံးတံပဇင်တရားရမယ်တဲ့အဲ့ဒါကဘာလဲဆိုတော့အတ္တမောဟတံပဇင်တဲ့အတ္တမောဟတံပဇင်ဆိုတာကသိတဲ့သိတိုက်တဲ့တရားတွေကိုအမှန်တိုင်းသိသွားတာအဲ့ဒါအတ္တမောဟတံပဇင်ပဲတရားကိုကောက်ရင်ပညာရနော်ဒီကကြီးမှကြီးများဆိုရပါစို့သစ္စာ၄ပါးသိသွားတယ်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုသွားတယ်ခန္ဓာဟာဘဝဟာဆင်းရဲပဲလို့သိသွားတယ်အဲ့ဒါဘာလဲအဲ့ဒါအတ္တမောဟတံပဇင်ပဲနော်ခန္ဓာဟာမမြဲဘူးဖြစ်တိုင်းသောသဘာဝတရားတွေဟာပျက်စီးချုပ်ပြောက်နေတယ်လို့သိတယ်ဒါလည်းပါလေအတ္တမောဟတံပဇင်ပဲဝိပဿနာဉာဏ်ဒီဒါအတ္တမောဟတံပဇင်လို့ဆိုရတယ်သစ္စာ၄ပါးကိုသိတဲ့ဉာဏ်နေလည်းပဲဒါအတ္တမောဟတံပဇင်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်သို့တော့အဲ့ဒီမြင့်မြတ်တဲ့အတ္တမောဟတံပဇင်ဒီဂောစရတံပဇင်နဲ့ကင်းပြီးတော့မရနိုင်ဘူးဟုတ်ရဲ့လားဂောစရတံပဇင်ဆိုတာဘာပြောတာလဲတတိပဋ္ဌာန်တရား၄ပါးကိုပွားများတာကာယဝေဒနာစိတ်ဓမ္မဆိုတဲ့ဒီအာယုံမှာပဲတတိကလေးတိုက်ဆိုင်ပြီးတော့နေနိုင်အောင်ကြိုးစားတာအဲ့ဒါဘာလဲဂောစရတံပဇင်ဟုတ်ပြီလားအဲ့တော့တံပဇင်ဘယ်နှပါတော့၄ပါးတထကတံပဇင်အကျိုးရှိမရှိစဉ်းစားဆင်ခြင်တယ်သဗ္ဗယတံပဇင်အကျိုးရှိတယ်ဆိုအောင်တော့လှုပ်တဲ့မလှုပ်တဲ့စဉ်းစားတယ်နော်ပြီးတော့ဗာလဲဂောစရတံပဇင်တတိပဋ္ဌာန်တရား၄ပါးနဲ့နေတယ်အတ္တမောဟတံပဇင်တတိပဋ္ဌာန်တရား၄ပါးမှာကျက်စားနေလို့ဉာဏ်ပညာကြီးလာတဲ့သဘောဟုတ်ရဲ့လားအဲ့ဒါဦးဇင်းတို့တံပဇင်မြတ်ပတ်မှာမြတ်စွာဘုရားကခုနတုန်းကဒါအသေးစိတ်ပြောပြီးသွားပြီဦးဇင်းတို့ပြန်မကောက်တော့ဘူးเนาะရှေ့သွားစရာတွေကအများကြီးရှိတယ်ဟုတ်လားဒါပါလဲဆိုတော့တံပဇင်ညာပတ်ပါเนาะ14ပိုင်းတွေကဘယ်နှပိုင်းပြီးသွားပြီတော့3ပိုင်းပဲပြီးသေးတယ်เนาะတရားကတကောင်ထိမြန်ရောက်သွားမလားမသိဘူးဟင်တခါကြီးဒီမှာကြီးများမနေ့တုန်းကနည်းနည်းတူသွားတယ်နဲ့တူတယ်เนาะတရားဟုတ်လားအဲ့တော့ဦးဇင်းတို့၄ခုမြောက်သွားကြရအောင်၄ခုမြောက်ကဘာလဲဆိုတော့ပฏิကူလမနတိကာရပပတဲ့ခန္ဓာကိုယ်မှာဆွတ်ဆုပ်ယုံရှားဖွယ်တွေသာရှိတယ်ဆိုတာကိုအမှန်တိုင်းသိအောင်မြင်အောင်ကြိုးစားတဲ့အပိုင်းလို့ဆိုရပါစို့ဟုတ်ရဲ့လားအဲ့ဒါမြတ်စွာဘုရားကပฏิကူလမနတိကာရပပမှာဘယ်လိုဟောလဲဆိုတော့ဣမမေဝကာယံဥဒ္ဒံပါဒတလာအဒေါကေတမထကာဥဒ္ဒံပါဒတလာဟောဒီခန္ဓာကိုယ်ကြီးကိုတဲ့ဥဒ္ဒံပါဒတလာခေါင်းကစပြီးတော့ခြေထောက်ထိတိုင်အောင်ပြောပုံကလေးကနော်အဒေါကေတမထကာအောက်ကစပြီးတော့အပေါ်ခေါင်း7တိုင်အောင်တဲ့နော်ကြည့်ရမယ်နော်ဥဒ္ဒံပါဒတလာအဒေါကေတမထကာပြီးတော့ဘာဆက်ပြောလို့ဆိုအတုရှိနော်မစင်ကြယ်တဲ့အရာတွေနဲ့ပူရန်ပြည့်နေတဲ့နော်ဒီခန္ဓာကိုယ်ကြီးကိုကြည့်ပါတဲ့ကြည့်တဲ့အခါကျတော့ဘာတွေတွေ့မလို့ဆိုတော့အဋ္ဌိဣမသမိန်ကာယေဒါလေးကိုပိဋကပေါင်းသူတော်တို့တချို့ရလိမ့်မယ်နော်အဋ္ဌိဣမသမိန်ကာယေကေတာလောမနာခဒန္တာတဇောဆိုတော့မလာဘူးလားလာအဓိပ္ပာယ်ကဘာလဲအဋ္ဌိဣမသမိန်ကာယေအဋ္ဌိရှိနေတဲ့ဣမသမိန်ကာယေဟောဒီခန္ဓာကိုယ်ကြီးမှာဘာတွေရှိနေတော့စံပင်မွေးညင်းခြေသေးလက်သေးသွားအရေအသားအကျော်အယိုးရိုးတွင်ချင်းသည်အညို့နှလုံးအသက်အမြည်အဖြင့်အဆုပ်ဥမဥသိမ်းအစာသေးအစာဟောင်းအုံနှောက်တီးကြီးတလိပ်ပြည်သွေးချွေးအစီကဲမျက်ရည်အစီကြီးတတွေးနှက်အစိမ်းကျင်ငယ်ဆိုပြီးတော့ဘယ်နှမျိုးလဲဗျာ32မျိုးအဲ့ဒီ32မျိုးကိုတစ်ခုစီဉာဏ်နဲ့ပိုင်းခြားပြီးတော့မြင်အောင်ကြည့်ရစိတ်ကူးနဲ့မြင်လို့မရဘူးလားရတယ်နော်တကယ်ကြီးမှစိတ်ကူးနဲ့မြင်လို့မရဘူးလားရတယ်ဟိုအခုခေတ်မှာအထောက်အကူပစ္စည်းတွေအင်မတန်ပေါ်ပါတယ်နော်အသေးလေးကဘလို့ပုံစံလေးအစုပ်ကဘလို့ပုံစံဘာအလုပ်ကိုလုပ်တယ်နော်အဲ့ဒါတွေကိုမြင်အောင်ကြည့်နော်တရားရှာဘယ်မှာတွေ့လို့ဆိုတဲ့ဒီခန္ဓာကိုယ်ကြီးဟာတရားရခြင်းရဲ့နော်ကုန်ချမ်းပစ္စည်းကြီးလို့ဆိုကြပါစို့ဟုတ်ရဲ့လားဒါကိုကြည့်ပြီးတော့အမှန်သိပြီးတော့လူဟာမြင့်မြတ်တဲ့လူဖြစ်နိုင်ဟုတ်ရဲ့လားဒါကိုပဲမြတ်စွာဘုရားကသိခိုင်းတာပါပဲကြည့်ခိုင်းတာပါပဲအကျဉ်းမြင်ပြောတာနော်အဲ့ဒါလို့ကြည့်တော့တဲ့မြတ်စွာဘုရားကဥပမာလေးနဲ့ပြောတယ်ဘယ်လိုပြောလဲဆိုတော့တေယထာပိဘိက္ခဝေဥဘောမုခံပုတောလိနော်
တေယထာပိဥပမာအားဖြင့်နဲ့ဥဘောမုခံပုတော်လိအပေါင်းနှစ်ဖက်ပါတဲ့အိတ်ကြီးတစ်လုံးရှိတယ်ဆိုရပါစို့တဲ့အဲ့ဒီအိတ်ကြီးကိုတစ်ဖက်ကအပေါက်ကဆုရှိပြီးတော့အဲ့ဒီအိတ်ကြီးတွေကိုဘာထည့်ထားတုံဆိုတော့ဆန်နေသဘာတွေပဲတွေပြောင်းနေနှမ်းနေအဲ့ဒါတွေအစုံထည့်ထားပြီးတော့အပေါ်ကနေပြန်ပြီးတော့စီးထားလိုက်တယ်ပေါ့အဲ့တော့ဘာအိတ်ကြီးမှမသိဘူးဒီအိတ်ကြီးကဟုတ်လားအဲ့ဒါတမေနံအဲ့ဒီအိတ်ကြီးကိုစက္ခုမှာမျက်စိအမြင်ရှိတဲ့ပုရိသောယောက်ျားဟာတဲ့အဲ့ဒီအိတ်ကြီးရဲ့အဝတ္တဝကိုဖြေးပလိုက်တယ်ဖြေးပြီးတော့ဘာတွေတုံးဆိုပြီးတော့တေးသေးချာချာကြည့်တယ်ကြည့်လိုက်တဲ့အခါကျတော့ဩဒါကတော့ဆန်ပဲဒါကတော့စဘာပဲဒါကတော့ပြောင်းမယ်ဒါကတော့နှမ်းမယ်ဒါကတော့ပဲပဲလို့အမှန်တိုင်းမသိရဘူးလားသိရတယ်အဲ့ဒါလိုပဲတရားဓမ္မတို့ဦးဇင်းတို့တွေဟာလည်းပဲဒဇပရိယံတံအရေးတူအရေးပါနဲ့အပေါ်ကအုပ်ပြီးတော့ထုတ်ထားတဲ့ဒီခန္ဓာကိုယ်ကြီးမရှိဘူးလားရှိတယ်အဲ့ဒီခန္ဓာကိုယ်ကြီးကိုဉာဏ်နဲ့ဖြည့်ပြီးတော့နော်ဗာနဲ့ဖြည့်ရမယ်ဉာဏ်နဲ့ဖြည့်ရမယ်ဉာဏ်နဲ့ဖြည့်ပြီးတော့အဲ့ဒါဒဇစီတစ်ခုစီတစ်ပုံစီ32ပုံကိုကျွမ်းကျင်အောင်ကြည့်ရမယ်အဲ့ဒါလို့ကြည့်လို့ရှိရင်သူလည်းပဲပိဿပေါင်းတော်ကောင်းတို့ယခုနကပြောခဲ့တဲ့အကျိုးကျေးဇူးတွေရနိုင်တယ်နော်ငါခန္ဓာကိုယ်သာဒီလိုမတင်တယ်တာမဟုတ်ဘူးဘဇုခန္ဓာကိုယ်မှာမတင်တယ်ဟောမသိနိုင်ဘူးလားသိနိုင်တယ်အကုန်လုံးဟာစက်ယုံတစ်ခုတည်းကထွက်တဲ့ပစ္စည်းတွေလိုပဲအတူတူပဲဟုတ်တယ်မဟုတ်လားမသိနိုင်ဘူးလားသိနိုင်တယ်ပြီးရင်သူလည်းပဲသမုဒိယဓမ္မနုပ္ပတိဝါဖြစ်ချင်းပြည့်ချင်းကိုသူလည်းသိနိုင်တာပဲနော်ဝေယဓမ္မနုပ္ပတိဝါနော်ဖြစ်ချင်းပြည့်ချင်းမသိနိုင်ဘူးလားသိနိုင်တယ်အဋ္ဌိကာယောတိဝါပနတတတိပိစုပဋ္ဌိတာဟောတိဒီတတိကလေးကဒါတွေပဲရှိတယ်ပုဂ္ဂိုလ်တ attva မရှိပါလားမတင့်တယ်တဲ့သဘောတွေပဲရှိတယ်လို့ तू မသိဘူးလားသိတယ်အဲ့ဒီအတိကတတိတဖန်တိုးပွားဖို့ငါဖြစ်တယ်အတိညာတိုးပွားဖို့အလွတ်ငါဖြစ်တယ်လောကကြီးကိုမဆွဲလန်းမဲ့နဲ့တဏှာဒိဋ္ဌိတို့ဖြင့်မမှီပဲနဲ့မြင့်နေနိုင်တဲ့အကြောင်းမဖြစ်ဘူးလားဖြစ်တယ်ဟုတ်ရဲ့လားသူလည်းပဲပိဋကပေါင်းသူတော်ကောင်းတို့အလွန်တန်ဖို့မကြည့်ဘူးလားကြည့်တယ်နော်တရားကလုတ်တက်ဖို့ရာကနီးတိလို့ရှိရင်အရန်ကြီးမခဲရင်ဘူးဗျာနော်လုတ်ဖြစ်ဖို့ရာပဲခဲရင်နေတာဟုတ်လားတခါကြီးမကြီးများဒီစပင်ကိုဘာမှဒါခဲရင်တဲ့ကိစ္စမဟုတ်တိတိကျကျစူးစမ်းပြီးတော့ညံနဲ့ဆင်းခြင်းရင်ဒါဘာမှဘာမှအနှစ်သာရမရှိဘူးဆိုတာမသိနိုင်ဘူးလားသိနိုင်တယ်သို့တော့အမတ်တမဲ့နေတော့မသိဘူးဒါကိုပဲပုံအမျိုးမျိုးအယောင်မျိုးမျိုးချိုးပြီးတော့အမုံအမျိုးမျိုးတင်နေတာတွေမရှိဘူးလားရှိတာပေါ့ဟုတ်ရဲ့လားလွယ်တယ်ဆိုပေမဲ့လို့မကြိုးစားရင်တော့အကြီးအကျယ်ခက်နေမှာပဲနော်ဦးဇင်းတို့အဲ့ဒါပါလေပฏิကူလာမနတိကာရပပတဲ့ဟုတ်လားအဲ့ဒါဦးဇင်းတို့၄ခုမြောက်အပိုင်းပေါ့နောက်၅ခုမြောက်ကဘာပြောလဲဆိုတော့ဓာတုမနတိကာရပပတဲ့ဓာတုမနတိကာရပပဆိုတာကဒီခန္ဓာကိုယ်မှာဓာတ်ကြီး၄ပါးမျှတာရှိတယ်ဆိုတဲ့အမြင်ဟုတ်လားဓာတ်ကြီး၄ပါးဆိုတာပေးသပေါင်းတော်ကောင်းတို့သိတယ်နော်ပထဝီအာဘောတေဇောဝါယောဟုတ်လားမြေဓာတ်ရဲ့ရေဓာတ်ရဲ့မီးဓာတ်ရဲ့လေဓာတ်ရဲ့ရှိတယ်နော်သဘောလေးတွေရှိတယ်ပထဝီဆိုတာကအမာခံသဘောပေါ့သူမရှိရင်ဘာမှတိဆောက်လို့မရဘူးသူ့ကိုအမိပြုတ်ပြီးတော့နေရတယ်ဆိုတဲ့အဓိပ္ပာယ်နော်ရေဓာတ်ဆိုတာလည်းသူမရှိလို့ရှိရင်အကုန်လုံးဟာဖွာသလန်ကျဲတော်မှာပေါ့စုစည်းမှုဆိုတာမရှိတော့ဘူးဟုတ်ရဲ့လားအဲ့ဒီမီးဓာတ်ဆိုတာကတော့အဖန်မှန်တိုးပွားစေတဲ့သူကအလွန်အခရာကျတဲ့ဓာတ်လို့ဆိုတဲ့တေဇောဓာတ်ကဒါလေဒီပနီတွေကိုဖတ်ကြည့်ရင်ပိဿပေါင်းသူတော်ကောင်းတို့သိနိုင်တယ်နော်အဲ့ဒါလိုပဲလေဓာတ်ဆိုတာကောမရှိဘူးလားရှိတယ်အဲ့ဒါကိုမြတ်စွာဘုရားကဣမမေဝကာယံဟောဒီခန္ဓာကိုယ်ကြီးကိုတဲ့နော်ယထာထိတံယထာပနိဟိတံတည်တဲ့အတိုင်းအခုဖြစ်နေတဲ့အတိုင်းလေးတတလေးငြိမ်ငြိမ်လေးနေပြီးတော့စိုက်ကြည့်လိုက်လို့ရှိရင်ဓာတုသောပိစ္ဆဝခတိဒါဟာဓာတ်တဘာဝတွေလို့ဆင်ခြင်ကြည့်ပါတဲ့အခုဖြစ်နေတဲ့အတိုင်းကလေးအခုရှိနေတဲ့အနေအထားအတိုင်းလေးကိုပဲဓာတ်တဘာဝကိုမြင်အောင်လုပ်လို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ဟုတ်လားအဲ့လိုရှုတဲ့အခါကျတော့ဒါကပထဝီသဘောပဲနော်ပထဝီဆိုတာဦးဇင်းတို့လက်တွေ့ပြောရရင်တော့မာတဲ့သဘောပြော့တဲ့သဘောနော်ကြမ်းထမ်းတဲ့သဘောနူးညံ့တဲ့သဘောအခုပိဿပေါင်းတော်ကောင်းတို့ထိုင်တာလေးနည်းနည်းကြာလာတော့အောက်ကနည်းနည်းခက်မာတဲ့သဘောလေးတော့ခံစားရတယ်မဟုတ်လားအဲ့ဒါပထဝီဓာတ်ထင်ရှားလာတဲ့သဘောပေါ့အဲ့ဒီမားနေတဲ့နေရာလေးကိုတိတိကျကျလေးစိုက်ကြည့်တော်တော်လေးတောင်ပူးနေမယ်နဲ့တူတယ်နော်အဲ့ဒါဘာတော့အဲ့ဒါတေဇောပဲနော်ဓာတ်တွေဟာစိတ်နဲ့သိရတာနော်စိတ်နဲ့သိရတာအဲ့ဒါကိုကနည်းနည်းအခါရခက်ပြီဆိုတော့ရွှေ့လိုက်တော့ပေါ့သွားတာလေးမရှိဘူးလားခန္ဓာကိုယ်ကဘာလို့နည်းနည်းပေါ့သွားတာပေါ့နော်အဲ့ဒီပေါ့သွားအောင်ဘယ်သူဆောင်လိုက်တာတော့ဝါယောဂဆောင်မှာပေါ့နော်ဒီဖြစ်တွဲခံစားချက်တည်ကလေးဒါရေဓာတ်လို့မဆိုနိုင်ဘူးလားနော်ခန္ဓာကိုယ်ကြီးတစ်ခုလုံးဘာဖြစ်နေတော့
တွဲနေတယ်စုနေတယ်ဘယ်လိုစုစည်းပေးထားတာလဲရေဓာတ်ကစုစည်းပေးထားတာပေါ့ဟုတ်ရဲ့လားလက်တွေ့သိဖို့မလိုဘူးလားလိုတယ်နော်အဲ့ဒါလို့မြတ်စွာဘုရားကဒီခန္ဓာကိုယ်ကိုတီးနေတဲ့အတိုင်းကလေးဟုတ်လားအဲ့ဒီတီးနေတဲ့အတိုင်းလေးကိုပထဝီအာဘောတေဇောဝါယောဒီသဘောတွေကိုမြင်အောင်ကြည့်ရမယ်တဲ့အဲ့ဒါလို့ဦးဇင်းတို့ဓာတ်ကြီးလေးပါးကိုပြောတော့ရာဟုလာကိုပြောတာကိုမြတ်စွာဘုရားဟောတာကိုအမှတ်ရတယ်ဒီခန္ဓာမှာရှိတဲ့ပထဝီရဲ့ပြင်ဘက်မှာရှိတဲ့ပထဝီဓာတ်ရဲ့အတူတူပဲတဲ့ပထဝီမျှတာပဲတဲ့အဲ့ဒီအချက်မျိုးကိုနားထဲကိုဆွဲအောင်မှတ်ရတယ်နော်ဒကာကြီးဒီမကြီးများဒီမှာရှိနေတဲ့အပူဓာတ်ရဲ့ပြင်ဘက်မှာတောက်နေတဲ့မီးအပူဓာတ်ရဲ့အတူတူပဲတဲ့အပူဓာတ်ပဲတဲ့ဒါပေမဲ့ဒကာဓမ္မတို့ဦးဇင်းတို့တွေကဒီမှာရှိတဲ့အပူဓာတ်ဒီမှာရှိတဲ့ပထဝီကိုကြတော့ပြင်ဘက်မှာရှိတဲ့အရာတွေနဲ့တူတယ်လို့မထင်ဘူးပေါ့နော်အဲ့ဒါကိုတူတယ်ဆိုတာကိုမြင်အောင်သိအောင်ကြိုးစားဖို့လိုတယ်ဟုတ်ရဲ့လားအေးအဲ့ဒါလို့ဓာတ်ကြီးလေးပါးကိုရှုတဲ့နေရာမှာတော့မြတ်စွာဘုရားကပေးတဲ့ဥမာလေးကတစ်မျိုးဗျနော်ဓာတ်ကြီးလေးပါးကိုရှုရများတဲ့အခါကျတော့ခန္ဓာကိုယ်ဟာပုဂ္ဂိုလ်တ attva ဆိုတဲ့အမြင်ပြောက်ပြီးတော့ဓာတ်စုဓာတ်ဝေးမျှတာပဲလို့သူမြင်လာတယ်ပေါ့ဥပမာဘာနဲ့တူလဲဆိုလို့ရှိရင်နွားတသမတယောက်နွားတကောင်ကိုတတ်ပြီးတော့ရောင်းမယ်ဆိုပြီးတော့တရေတွေပါလေးဖဲပြီးတော့အယိုးတွေပါလေးလည်းသူ့နေရာသူပို့ပြီးတော့အသားတွေကိုပုံထားတယ်ပေါ့ဒါကအရွတ်ဟုတ်လားဒါကတော့အသားတုံးလေးကြီးပဲဈေးထဲမှာပုံပြီးတော့ရောင်းတာမရှိဘူးလားဒါကတော့ဝန်တွင်သားအသားတွေကြီးပုံထားတာလေးရှေ့မှာဟုတ်လားအဲ့ဒီနွားတသမဒီအသားရောင်းတဲ့လူကအဲ့ဒီအသားပုံကိုကြည့်ပြီးတော့နွားဆိုတဲ့အမြင်သူ့မှာမရှိတော့သူ့စိတ်ထဲမှာဘယ်လိုအမြင်ပဲရှိတော့ဒါအသားပုံတွေပဲဆိုတဲ့အမြင်ပဲရှိဟုတ်လားအဲ့တော့ဒကာကြီးဒီမကြီးတို့ဦးဇင်းတို့လည်းပဲဒီခန္ဓာကိုယ်ကိုကြည့်တဲ့နေရာမှာဓာတ်ကြီးလေးပါးကိုကြည့်တယ်ဆိုရင်ပုဂ္ဂိုလ်တ attva ဆိုတဲ့အမြင်ကိုပျောက်အောင်ကြည့်ရမယ်နော်ဓာတ်ကြီးလေးပါးမျှတာနွားဆိုတဲ့အမြင်ပျောက်ပြီးတော့အသားပုံမျှတာလို့မြင်သွားသလိုမျိုးတဲ့ဥပမာနဲ့ပြောတော့မရှင်းဘူးလားဗျာရှင်းတယ်နော်အေးအဲ့ဒါကဦးဇင်းတို့ဓာတုမနတိကာရပပလို့ခေါ်တယ်ဟုတ်ရဲ့လားဓာတ်ကိုပြောပြတဲ့အပိုင်းပေါ့သူလည်းပဲယခုနကပြောခဲ့တဲ့ဂုံကျေးဇူးတွေမရနိုင်ဘူးလားရနိုင်တယ်အဲ့ဒါလိုဓာတ်ကိုရှုရင်းဒီပင်လင်တတိတွေအားကောင်းဖို့ဉာဏ်ပညာတွေကြီးဖို့ကိလေသာကိုပယ်ရှားဖို့မဖြစ်ဘူးလားဖြစ်တယ်နော်သောတတော်ကပြောခဲ့တဲ့အကျိုးကျေးဇူး9ပါးကိုလည်းမမေ့နဲ့နော်အဲ့ဒါရစီမဲ့နီလန်းအဲ့ဒီကိုရောက်ဖို့ဒါရှောက်နေတယ်ပေါ့ဟုတ်ရဲ့လားအေးအဲ့ဒါဦးဇင်းတို့၅ပိုင်းပြီးသွားပြီနော်အာနာပါနရဲ့ဣရိယာပဋ္ဌရဲ့တမ္ပဇင်ညရဲ့ပฏิကူလမနတိကာရရဲ့ဓာတုမနတိကာရရဲ့ဆိုပြီးတော့၅ပိုင်းပြီးသွားနောက်ဆုံးဦးဇင်းတို့နဝတိဝတိကပပတဲ့တင်ញိုင်ကုန်းမှာရှိတဲ့အလောင်းကောင်တွေနဲ့ပတ်သက်ပြီးတော့ပြောထားတဲ့အပိုင်း၉ပိုင်းဟုတ်လားအဲ့ဒီအပိုင်း၉ပိုင်းနဲ့ပေါင်းမယ်ဆိုလို့ရှိရင်14ပါးရှိသွားမယ်နော်အေးအဲ့ဒီအပိုင်းကိုဦးဇင်းတို့ပြောရအောင်အဲ့ဒီအပိုင်းကတပိုင်းကိုပြောလိုက်လို့ရှိရင်ကျန်တဲ့အပိုင်းတွေကထိုက်တဲ့လောက်နားလည်ပြီးသားဖြစ်သွားမှာဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့ပြောချင်တာနဲ့အချိန်နဲ့ကတော့အန်ကြပါပဲဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့တိဝတိကဆိုတာတင်ញိုင်ကုန်းလို့အဓိပ္ပာယ်ရတယ်ရှင်းတော့ကလူတွေတည်ပြီဆိုလို့ရှိရင်အဝတ်နဲ့ပတ်ပြီးတော့တင်ញိုင်မှာဒီတိုင်းသွားပစ်ထားတာရှိတယ်အဲ့ဒါလိုသွားပစ်ထားတော့ယဟန်တော်တွေကအတုပရှုကျင်လို့ရှိရင်အဲ့ဒီတင်ញိုင်ကိုသွားပြီးတော့အဲ့ဒီအလောင်းကောင်တွေကိုကြည့်တယ်ပေါ့လောင်းကောင်တွေကိုကြည့်တာအလကားကြည့်တာမဟုတ်မိမိခန္ဓာကိုယ်နဲ့နှိုင်းယှဉ်ပြီးတော့ရှုမှတ်ဖို့နော်ဥပတံဟရတိတဲ့သောဣမမေဝကာယံဥပတံဟရတိငါခန္ဓာကိုယ်ကြီးကလည်းဒီလိုဖြစ်မှာလို့နှိုင်းယှဉ်တဲ့အချက်အဲ့ဒီအချက်ဟာဒီနဝတိဝတိကပပမှာတကယ်လိုရင်းအချက်အဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့ဒီကနေ့ခေတ်မှာတော့တင်ញိုင်းမှာအလောင်းကောင်ကြည့်ကျင်တယ်ဆိုလို့ကြည့်လို့မရတော့ဘူးဟုတ်လားသို့တော်လည်းပဲအလောင်းကောင်တွေလူတယောက်သေသွားပြီဆိုလို့ရှိရင်သူ့ရဲ့ဖြစ်စဉ်ဟာဘလို့ဖြစ်တယ်ဆိုတာတော့မသိနိုင်ဘူးလားရေခဲတိုက်တဲ့ဘာညာထားလို့အလောင်းကပုံမပြတ်ပန်းမပြတ်တော့ရှိနေမှာပေါ့သို့တော်အဲ့ဒါကတကယ်သဘာဝမဟုတ်ဘူးတကယ်သဘာဝကအဲ့ဒီကိုမထားဘူးဆိုရင်ဘလို့တွေဆက်ဖြစ်လာမလဲဆိုတာပိဋကပေါင်းသူတော်ကောင်းတို့မသိနိုင်ဘူးလားသိနိုင်တယ်အဲ့ဒီဆက်ပြီးတော့လူတယောက်သေးပြီးတဲ့နောက်ဆက်ပြီးတော့ဖြစ်သွားမဲ့အပိုင်းကို9ပိုင်းပိုင်းပြီးတော့မြတ်စွာဘုရားကဟောတာဟုတ်လားအဲ့ဒီ9ပိုင်းပိုင်းဟောတဲ့နေရာမှာဦးဇင်းကတရားဟောလို့ရှိရင်ပိဋကပေါင်းသူတော်ကောင်းတို့ကမှတ်လဲမှတ်မိစေခြင်းသေးတာဟုတ်လားကဏ္ဍတွေကလည်းအလွန်ပါတယ်ဟုတ်လားခေါင်းတွေမြန်ချလဲနေမလားတော့မသိဘူးနော်အဲ့ဒီ9ပိုင်းမှာကရုပ်မပြတ်သေးတဲ့အလောင်းတစ်ပိုင်းနောက်ပိုးကောင်အမျိုးမျိုးတွေစားပြီးတော့ပျက်စီးနေတဲ့အလောင်းကတစ်ပိုင်းပေါ့အဲ့ဒါကထားတော့နော်နောက်ဦးဇင်းတို့အယိုးစုနဲ့ပတ်သက်ပြီးတော့ရေကို9ပိုင်းဟောတယ်မြတ်စွာဘုရားက
နော်ဒီအယိုးနဲ့ပတ်သက်ပြီးတော့တချို့ပုဂ္ဂိုလ်တွေရဲ့စိတ်ထဲမှာပိုးပြီးတော့အရသာရှိမယ်လို့ထင်တယ်ခန္ဓာကိုယ်ဟာအယိုးနဲ့အမာခံထမ်းပြီးတော့တိဆောက်ထားတာဒါကြောင့်ဦးဇင်းတို့အဋ္ဌိကကမ္မထမ်းဆိုပြီးတော့ကမ္မထမ်းတစ်မျိုးတိတန့်ကိုရှိနေတာပိဋကတို့ကြားဘူးတယ်မဟုတ်လားနော်အယိုးစုဆိုတာကိုစီးပြန်တာလေကြားဘူးတယ်နော်အခုဒီမှာအယိုးကို9မျိုးပြောမှာမြတ်စွာဘုရားကဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့တေယထာပိပတေယတတိတံတိဝတိကာယသတ္ထိတံနော်သင်္ကြန်ကုန်းမှာစွန့်ပစ်ထားတဲ့အလောင်းတွေတဲ့စပြီးတော့ပြောတယ်မျက်စိနဲ့မြင်အောင်ကြည့်ရင်းနဲ့နားထောင်ရမယ်နော်အဲ့လိုနားထောင်ရင်းနဲ့ကိုယ့်ရဲ့စိတ်ထဲမှာဘယ်လိုခံစားရတယ်လဲဆိုတာကိုလည်းလူငယ်တွေကိုဦးဇင်းကတခါတည်းစူးစမ်းသိခြင်းသေးတာဟုတ်ရဲ့လားတရားဆိုတာစိတ်နှလုံးကိုချမ်းသာစေတယ်ဟုတ်လားဒါတရားပဲနော်တခါကြီးမကြီးများဟုတ်လားအဲ့ဒါလို့ဦးဇင်းပါဇက်ကထွက်သွားတဲ့ပြောလိုက်တဲ့စကားလုံးတိုင်းကိုမျက်စိထဲကိုတကယ်မြင်အောင်ပြီးတော့တကယ်စဉ်းစားပြီးတော့နားထောင်လို့ရှိရင်တရားဟာပို့ပြီးတော့အရသာရှိတယ်ဟုတ်လားအဲ့တော့ဦးဇင်းတို့သင်္ချိုင်းမှာပြစ်ထားတဲ့အလောင်းနဲ့စပြီးတော့ပြောတယ်ဧကာဟမတံဝါဒွိဟမတံဝါတိဟမတံဝါတဲ့သိပြီးတဲ့နောက်1ရက်2ရက်3ရက်အဲ့ဒီတော့ဘာဖြစ်လို့လဲဘာဖြစ်လာတော့ဥဒ္ဓမာတကံဝိနိလကံဝိပုပ္ပကံတဲ့မြတ်စွာဘုရားအတိအကျပြောတာနော်ဥဒ္ဓမာတကံရောင်းလာတယ်တဲ့ဖူးဖူးရောင်လာတယ်ပေါ့တော့လက်တွေဘာတွေကားလာမယ်နောက်ပါးတွေဘာတွေနှပန်းတွေဘာတွေမျက်နှာကြီးအကြီးကြီးဖြစ်လာမယ်ဟုတ်လားခန္ဓာကိုယ်ကလည်းအကုန်လုံးရောင်ကားပြီးတော့လေမှုတ်ထားတဲ့လေပူပေါင်းကြီးလိုဖြစ်သွားမယ်ဒါကဘာမှအေးကန်းတွေလည်းမထားနဲ့ဆေးတွေလည်းမထိုးနဲ့လူတယောက်သေးပြီးရင်သဘာဝတိုင်းဒီတိုင်းထားမယ်ဆိုရင်အဲ့ဒီလမ်းစဉ်ကိုတေချာပေါက်မရောက်ဘူးလားရောက်တယ်ကိုယ်ခန္ဓာကိုယ်ကြီးဟာလည်းသေးပြီးတဲ့နောက်အဲ့လိုထားမယ်ဆိုရင်အဲ့လိုမရောက်ပေဘူးလားရောက်ပြီအဲ့ဒါမြတ်စွာဘုရားကသေးပြီးတဲ့နောက်1ရက်2ရက်3ရက်ဘာဖြစ်လာတော့ပထမရောင်းလာမယ်တဲ့အကြီးကြီးဖြစ်လာမယ်ဖောင်းလာမယ်ပေါ့ဟုတ်လားပြီးရင်ဘာဖြစ်မလို့ဝိနိလကံအယောင်ပြောင်းလာမယ်တဲ့အတိအကျပြောတာနော်ပုဒ်တာကနောက်မှအယောင်အရင်ပြောင်းလာမယ်ဟုတ်လားနော်မဲတဲ့ဟာလေးတွေနည်းနည်းမဲလာမယ်အမျိုးမျိုးအယောင်ပြောင်းလာမယ်ပြီးရင်ဝိပုပ္ပကံတဲ့ပြေတွေပါတွေထွက်လာမယ်အဲ့ဒီကြတော့ပုတ်ပြီပေါ့ဟုတ်လားအေးအဲ့ဒီအခြေအနေ3ရက်ကိုပြောတယ်နော်ရောင်တယ်အယောင်ပြောင်းတယ်ပြီးရင်ပြေတွေပါတွေအညစ်အကြေးတွေပါတွေယူစီးပြီးတော့ကျလာတယ်ဟုတ်လားအဲ့ဒီအခြေအနေကိုစိတ်ထဲကနေပြီးတော့မြင်ဘူးတယ်နော်ဒီလူတွေဒကာမတို့ဦးဇင်းတို့လက်တွေ့တချို့မြင်ဘူးလိမ့်မယ်ဟုတ်လားအဲ့ဒီအခြေအနေကိုဘယ်လိုစဉ်းစားရမလဲဆိုတော့သောဣမမေဝကာယဥပတံဟရတိတဲ့ကိုယ်ခန္ဓာကိုယ်ကြီးနဲ့နှိုင်းရှင်ရမယ်ငါရဲ့ဒီခန္ဓာကိုယ်ကြီးဟာအဲ့ဒီလိုမျိုးသဘောရှိတယ်ဧဝံဓမ္မောဧဝံဘာဝီဧဝံအနတ္တိတောတဲ့၃ချက်ဟောတယ်ဧဝံဓမ္မောအဲ့ဒီသဘောရှိတယ်တဲ့တမျိုးတည်းပဲတပုံစံတည်းပဲလို့ဆိုလိုလားဟုတ်ရဲ့လားနော်သဘောပေါက်လားဦးဇင်းပြောတာကိုနော်အဲ့ဒီပုတ်သွားတဲ့ခန္ဓာကိုယ်ကြီးနဲ့ငါခန္ဓာကိုယ်ကြီးနဲ့ဟာတပုံစံနဲ့တမျိုးစားတဲ့အတူတူပဲလို့ပြောတာဧဝံဓမ္မောဆိုတာဧဝံဘာဝေအဲ့ဒီလိုသဘာဝရှိတယ်တဲ့ထပ်ပြီးတော့ခိုင်မအောင်ပြောတာပေါ့ဧဝံအနတ္တိတောတဲ့အဲ့ဒီသဘောကိုဘလို့မှမလွန်မြောက်နိုင်ဘူးတဲ့မကျော်လွှားနိုင်ဘူးဘလောက်တိကျတော့မြတ်စွာဘုရားပြောတဲ့စကားတွေကနော်ဒါကြောင့်ပိဿပေါင်းတော်တော်တို့အဲ့ဒါပထမဦးဆုံးအပိုင်းပဲနော်သင်္ချိုင်းမှာစွန့်ပစ်ထားတဲ့ရုပ်အလောင်းတွေနဲ့ပတ်သက်ပြီးတော့စဉ်းစားဆင်ခြင်တဲ့အပိုင်းကိုယ်ခန္ဓာကိုယ်ကြီးနဲ့နှိုင်းယှဉ်ပြီးတော့စဉ်းစားဆင်ခြင်တဲ့အပိုင်း9ပိုင်းတွေကအဲ့ဒါပထမဦးဆုံးအပိုင်းပဲဟုတ်ရဲ့လားအေးသိပြီးတော့1ရက်2ရက်3ရက်အဲ့ဒီမှာဘာဖြစ်လာလဲရောင်းလာတယ်အယောင်ပြောင်းတယ်ပုတ်ပွားပြီးတော့အရေးတစိုးစိုးထွက်လာတယ်အဲ့ဒီသဘောမျိုးရှိတယ်ဒီခန္ဓာကိုယ်ကြီးဟာအဲ့ဒီသဘာဝမျိုးရှိတယ်အဲ့ဒီအခြေအနေကိုဘယ်လိုမှမလွန်မြောက်နိုင်ဘူးအတူတူပဲမာနတော့ကြာသွားတာပေါ့နော်တကယ်ကြီးမှရင်များထင်တလုံးနဲ့နော်ဘယ်အရာနဲ့မှဒီအခြေအနေဆိုးကိုမကာကွယ်နိုင်ဘူးဘယ်လိုလူမျိုးမှလွတ်မြောက်ဖို့လမ်းမရှိဘူးအတူတူပဲဟုတ်ရဲ့လားအဲ့ဒီလိုစဉ်းစားလို့ရှိရင်ယခုနကပြောခဲ့တဲ့အကျိုးကျေးဇူးတွေရနိုင်တာပဲသူလည်းပဲပိဋကပေါင်းတော်ကတော့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်တာပဲဟုတ်ရဲ့လားနော်အစွဲလန်းကင်းတာတွေမရနိုင်ဘူးလားရနိုင်တယ်နော်သတိကြီးလာမယ်ပညာကြီးလာမယ်ဘဝမှာဆုံးဖြတ်ချက်တွေပို့ပြီးတော့မှန်းလာမယ်ဒါလောကီလို့ပြောတာပါဦးဇင်းကဟုတ်ရဲ့လားအဲ့ဒါဦးဇင်းတို့ပထမအပိုင်းပေါ့နောက်ဒုတိယပိုင်းကိုဘာဆက်ပြောလို့ဆိုတော့မြတ်စွာဘုရားကကာကေဟိဝါခိစ္ဆမာနကုလလေဟိဝါခိစ္ဆမာနဂိဇေဟိဝါခိစ္ဆမာနတဲ့အဲ့ဒီအလောင်းကောင်ကိုသင်္ချမ်းကုန်းမှာပြစ်ထားလိုက်တယ်ဆိုရင်ဘာလို့မလုပ်ဆိုတော့ခွေးတွေဘာတွေကလာစားမှာပေါ့ဟုတ်တယ်မဟုတ်လားနောက်ကြီးတွေဘာတွေကလာထိုးမှာပေါ့နောက်ငှက်တွေဘာတွေကလာစားမှာပေါ့ဒါသူတို့အစာပဲလေဒကာသမားတို့ဦးဇင်းတို့တွေကတခြားသောတတ္တဝါလေးတွေကိုတတ်ဖြတ်စားတယ်လို့ဒကာသမားတို့ဦးဇင်းတို့ရဲ့ခန္ဓာကိုယ်ဟာလည်းသိပြီးတဲ့နောက်ဒီတိုင်းသာပြစ်ထားတကောင်ကောင်ကတော့တေချာပေါ့စားကိုစားလိမ့်မယ်အဲ့ဒါသူတို့အစာပဲတေချာတာကတော့ဒီခန္ဓာကိုယ်တွေကဖြစ်လာတဲ့လောက်တွေကစားမှာပဲမစားပြီဘူးလားနောက်လုံခြုံတဲ့နေရာမှာထားရင်အဲ့ဒီကောင်တွေကစားမှာမ
မလုံခြုံတဲ့နေရာမှာထားမယ်ဆိုရင်တော့စားကျင်တဲ့အကောင်ကဝင်ပြီးတော့စားမှာပဲအဲ့ဒါလို့စားတဲ့အခါမှာအင်္ဂါတွေကမစုံတော့ဘူးနော်ဟာအကုန်လုံးဖြစ်ချင်တယ်လို့ဖြစ်ပြီးတော့ပျက်စီးယိုယွင်းပြီးတော့တခက်ကိုဆက်ဆုပ်เสียအခြေအနေကိုရောက်မသွားဘူးလားရောက်သွားတယ်အဲ့ဒီအခြေအနေကိုစိတ်ကူးနဲ့ကူးပြီးတော့ငါခန္ဓာကိုယ်ဟာအဲ့ဒီတဘာဝမျိုးရှိတယ်နော်အဲ့ဒီအခန်းလေးကိုဦးဇင်းတို့နည်းနည်းလေးအနှစ်သာရထုတ်ပြောနေတာကငါခန္ဓာကိုယ်ကြီးဟာသူများစားเสียအစာမျှတာဖြစ်တယ်ဆိုတဲ့အမြင်ကိုမြင်အောင်ကြိုးစားရင်မကောင်းဘူးလားကောင်းတယ်သိပြီးတော့အထင်ကြီးနေတာတွေရော့မသွားနိုင်ဘူးလားရော့သွားနိုင်တယ်တကယ်တမ်းကခန္ဓာကိုယ်ဟာတခြားသောတတ္တဝါတွေရဲ့အစာဆိုရင်မှားမလားမမှားဘူးအသေးမှစားကြတာမဟုတ်မသေးခင်လဲခြင်လေးတွေဂျဘူးလေးတွေကလာစားနေတာပဲမဟုတ်လားစားနေတာပါပဲနော်တကယ်ကြီးဒီမကြီးများနော်အဲ့ဒီလိုမြတ်စွာဘုရားကဒုတိယအပိုင်းနော်ခန္ဓာကိုယ်အကောင်အမျိုးမျိုးကစားလို့ပျက်စီးမှုအမျိုးမျိုးကျုံနေတဲ့အနေအထားမျိုးနဲ့နှိုင်းရှင်ပြီးတော့ဧဝံဓမ္မောဧဝံဘာဝီဧဝံနတ္တိတောဒီသဘောရှိတယ်ဒီတဘာဝရှိတယ်ဒီအခြေအနေကိုဘယ်လိုမှမလွန်မြောက်နိုင်ဘူးလို့စဉ်းစားရမယ်တဲ့နှစ်ချက်ရှိပြီနော်ဝိဇ္ဇင်ကစိတ်ဝင်စားတာကအဲ့ဒီအယိုးတွေနဲ့ပတ်သက်ပြီးတော့ပြောတဲ့အပိုင်းကိုစိတ်ဝင်စားရတယ်နော်မြတ်စွာဘုရားမို့လို့တပ္ပညုတဉာဏ်နဲ့မို့လို့တကယ်စုံအောင်စိတ်အောင်ပြောနိုင်မိတယ်လို့ခံစားရတယ်ပေါ့ဟုတ်လားအဲ့ဒါကိုလည်းပေးသက်ပေါင်းသူတော်တို့စိတ်ရှိလက်ရှိစိတ်သွင်းပြီးတော့နားထောင်ရမယ်နော်အယိုးနဲ့ပတ်သက်ပြီးတော့ဘယ်လိုစပြောတော့ဆိုတော့ကဲခုနတုန်းကလို့အကောင်မျိုးမျိုးကစားလာပြီးရက်ကနည်းနည်းကြာသွားပြီဆိုတော့ဘာကြံတော့ဆိုအယိုးတွေပဲကြံတော့တယ်အဲ့ဒီအယိုးတွေကဘယ်လိုအနေထားနဲ့ကြံနေတော့ဆိုတော့အကျော်တွေကဆက်ဆက်မှုရှိနေသေးတော့အကောင်ကမပြတ်ဘူးပေါ့နော်အကောင်မပြတ်သေးပဲနဲ့သူကအသားစာလေးတွေတချို့တဝက်ကတ်နေတာကြမ်းနေတာရှိမယ်သွေးတွေကတ်နေတာကြမ်းနေတာရှိမယ်တဲ့ဟောအသားအသွေးဖြင့်လိမ့်ကြံပြီးတော့နော်အကျော်နဲ့ဆက်ဆက်နေတဲ့နှာရုတံပန္နအကျော်နဲ့ဆက်ဆက်နေတဲ့မန္တလောဟိတံအသားတွေအသွေးတွေနဲ့ရောနေသေးတဲ့အသားအသွေးလေးတွေနည်းနည်းကြံသေးတဲ့အယိုးစုကိုမြင်တယ်တဲ့မြင်လားမျက်စိနဲ့မြင်လားအယိုးကပုံမပြတ်သေးဘူးဘာဖြစ်လို့လဲအကျော်တွေကအကုန်လုံးဖွက်ရှက်ထားသေးလို့သူ့နေရာသူရှိနေသေးတယ်ပေါ့လက်နေရာလက်ချီနေရာချီရှိနေသေးတယ်ပေါ့သို့တော့သူကအသားတွေအသွေးလေးတွေကတော့ကတ်နေသေးတယ်ဒါကတစ်မျိုးနော်တစ်မျိုးရှိပြီနော်နောက်တစ်ဆင့်ပါဆက်ပြောတော့ဆိုတော့အသားမရှိတော့သွေးပဲကတ်နေတာရှိတော့တယ်သွေးကတော့ဟိုနားတစ်ခွက်ဒီနားတစ်ခွက်ရှိနေတယ်အယိုးကြီးအကျော်နဲ့ဆက်ဆက်ပြီးတော့ကြမ်းနေတယ်မြင်ရလားမျက်စိတဲ့ကိုအဲ့ဒီအခြေအနေကိုလည်းပဲငါမကြော်လွှားနိုင်ဘူးငါဟာဒီသဘာဝရှိတယ်ငါဟာဒီသဘောရှိတယ်ဒါကိုငါမကြော်လွှားနိုင်ဘူးမလွန်မြောက်နိုင်ဘူးလို့စဉ်းစားရမယ်တဲ့ဟုတ်လားနှစ်ခုရှိပြီတော့အယိုးနဲ့ပတ်သက်ပြီးတော့နှစ်ခုရှိသွားပြီနော်အသားအသွေးအကျော်တို့နဲ့ဆက်ဆက်နေတဲ့အယိုးနော်အကျော်နဲ့ဆက်ဆက်တဲ့အသားအသွေးကတ်နေသေးတယ်ပေါ့နောက်ဟာကအသားမကတ်တော့ဘူးအသွေးပဲရှိတယ်ဟောသုံးခုမြောက်ကြတော့အသားလည်းမရှိတော့ဘူးသွေးလည်းမရှိတော့ဘူးဟုတ်လားသွေးလည်းမရှိတော့ဘူးဒါပေမဲ့အကျော်နဲ့ဆက်ဆက်နေသေးလို့အယိုးကပုံမပြတ်စွာရှိနေတယ်တဲ့အဲ့ဒီအခြေအနေက၃ခုမြောက်ပေါ့ဟုတ်ရလားနောက်၄ခုမြောက်ကြတော့ဘာပြောလဲဆိုတော့အဲ့ဒီအကျော်ဆက်ဆက်နေတာတွေကိုမရှိတော့စားကျင်တဲ့အကောင်ကဖဲ့ရွက်ပြီးတော့စားကြတာပေါ့ဗျာစောစောကအသွေးတွေသားတွေဆိုတာလဲရက်စုပ်သွားတော့ဘာမှမရှိတော့ဘူးပေါ့ဟုတ်လားအဲ့ဒီမှာအကျော်တွေကိုကိုက်ဖြတ်လိုက်တဲ့အခါကျတော့အယိုးတွေကအကုန်လုံးဟိုနေရာရောက်ဒီနေရာရောက်ဟိုနားမှာခေါင်းဒီနားမှာလက်ယိုးအဲ့ဒါလိုရှိနေတယ်အကုန်လုံးမွားစာကျဲနေတယ်အဲ့ဒီအခြေအနေမျိုးကိုငါခန္ဓာကိုယ်ဟာမလွန်မြောက်နိုင်ဘူးဒီတဘာဝရှိတယ်ဒီသဘောရှိတယ်လို့စဉ်းစားရမယ်တဲ့ဟိုဦးဇင်းတို့ငယ်ငယ်တုန်းကဘုန်းကြီးကျောင်းသားဘဝတုန်းကအတုဝချသွားတော့သင်္ကြန်ကုန်းမှာကိုရှိတင်တူးရတာပဲလေတူးတော့တခါမှအယိုးကောင်းကြီးတစ်ခုတွေ့တယ်ဘယ်တော့မှဖြစ်နေတဲ့အယိုးကောင်းကြီးလဲတော့မသိတော့ဘူးသွားတွေဘာတွေကတချောင်းတလေကျန်းနေသေးတယ်ဟုတ်လားဒါပေမဲ့အထဲထဲမှာတော့သူဘာမှမရှိတော့ဘူးအဲ့ဒါဦးဇင်းတို့ကလူတွေကလည်းအများကြီးဆိုကြောက်ရကောင်းမှလည်းမသိဘူးအဲ့ဒီအယိုးကြီးကိုကိုင်းပြီးတော့ဟိုလိုလိုက်ချောက်ဒီလိုလိုက်ချောက်နဲ့ဘုန်းကြီးကျောင်းသားဘဝတုန်းကမှတ်မိသေးတယ်ဒါပေမဲ့ဒီအယိုးကြီးကိုမြင်မိမလို့ငါဟာတနေ့ဒီလိုဖြစ်ရမှာဒီသဘောကိုငါမလွန်နိုင်ဘူးငါဒီသဘောရှိတယ်လို့ကလေးဆိုတော့ဘယ်စဉ်းစားတတ်ပါမလို့ဟုတ်ရဲ့လားတကယ်တမ်းကတော့အဲ့ဒီအယိုးကြီးကအဖိုးတန်လို့ပြောလို့ရတယ်ဘာလို့အဖိုးတန်လို့ပြောလို့ရလဲအဖိုးတန်တဲ့စိတ်တွေကိုဖြစ်ပေါ်လာစေနိုင်တဲ့အစွမ်းရှိလို့ဒါကြောင့်ဦးဇင်းတို့တချို့သူတော်ကောင်းကြီးတွေဦးဇင်းတို့ရွှေကျင်သတော်ကြီးဆိုလို့ရှိရင်မန္တလေးတောင်ချီမှာရှိတယ်လေအယိုးစုကြီးကိုကျင်းနှန်းနေနဲ့အကုန်လုံးချီတုပ်ပြီးတော့သူ့နေရာလေးနဲ့သူအကျောကမရှိတော့ဘူးဆိုတော့လေအဲ့ဒါကိုအကုန်လုံးတွဲလောင်းချထားတယ်အဲ့ဒါကိုမြင်တာနဲ့ကိုပဲစိတ်ထဲမှာနော်မြင့်မြတ်တဲ့အတွေးဆိုတာမဖြစ်ဘူးလားဖြစ်တယ်ဟုတ်လားအခုလည်းပဲအယိုးကိုပြောလာတာဘယ်နှမျိုးရှိသွားပြီ၄မျိုးရှိသွားပြီနော်
ဟုတ်လားတစားသည်တမောသည်ပြန့်ကျဲနေတဲ့အယိုးတွေလို့ပြောတယ်ဟုတ်လားအဲ့ဒါလို့နဲ့နောက်တော့အယိုးတွေကမိုးရွာတာတွေနေပူတာတွေဖြစ်လာတော့အကုန်လုံးအညစ်အကြေးတွေကပြောင်းဆင်ပြီးတော့ဟုတ်လားခယူသင်းလို့ဖွေးဖွေးဖြူနေတယ်တဲ့ဂျုံစရာမရှိတော့ဘူးကင်လို့ရသွားပြီနော်အညိတွေဘာတွေကတ်နေတာလည်းမရှိတော့ဘူးဟုတ်လားဘာဖြစ်တော့အယိုးတွေကအကုန်လုံးဖွေးပြီးတော့ဆွတ်ဟုတ်လားအဲ့ဒီအခြေအနေကိုလည်းပဲငါဟာဒီသဘောရှိတယ်ဒီသဘောတရားသဘာဝတရားရှိတယ်ဒီအခြေအနေကိုငါမလွန်မြောက်နိုင်ဘူးလို့စဉ်းစားရမေးတဲ့ဟော၅ခုမြောက်ရှိသွားပြီနော်ဟုတ်တယ်နော်အေးနောက်တစ်ခုကဘာလဲဆိုတော့အဲ့ဒီအယိုးကတစ်နှစ်ကြော်လောက်ကြာလာတဲ့အခါကျတော့ဖွေးဖြူနေတဲ့အယောင်တိတ်မရှိတော့နော်နည်းနည်းဟောင်းသွားတယ်ပေါ့ဟုတ်လားဟောင်းသွားတဲ့အယိုးရှိတယ်နော်အေးဟောင်းသွားတဲ့အယိုးအဲ့ဒီအယိုးကိုမြင်ပြီးတော့ငါဟာဒီသဘောရှိတယ်ဒီသဘောဝရှိတယ်ဒီအခြေအနေကိုငါမလွန်မြောက်နိုင်ဘူးလို့စဉ်းစားရမေးတဲ့နောက်ခုနှစ်ခုမြောက်အယိုးစုကြတော့ဘယ်လိုပြောလဲဆိုတော့ဟောင်းသွားယုံနဲ့မကဘူးသူကအနှစ်အလားကြားလာတော့ဆွေးသွားပြီတချို့အယိုးကလက်နဲ့ကန်လို့ရှိရင်လက်ထဲတင်ကြေမွသွားတယ်အပေါ်ကအခောက်ကလေးကဒါသူကမာတာအတွင်းထဲကြတော့လည်းအပေါက်နဲ့သူ့ဥစ္စာကတိတ်ပြီးတော့ခိုင်မာတဲ့သဘောကမရှိဘူးလေဒါကြောင့်ဦးဇင်းတို့ပိဋကပေါင်းသူတော်ကောင်းတို့ခုနှစ်ခုမြောက်ပြတာကြတော့အမှုံဖြစ်သွားတဲ့ဆွေးမြေ့သွားတဲ့အယိုးပေါ့နောက်ဆုံးမြေကြီးဖြစ်ရမယ်ဆိုတဲ့အဓိပ္ပာယ်ထိသွားတယ်လို့ဦးဇင်းကခန်းစားရပါတယ်ဟုတ်ရဲ့လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့အယိုးနဲ့ပတ်သက်ပြီးတော့ဘယ်နှမျိုးဟောလဲခုနှစ်မျိုးဟောတယ်ပြန်ပြောမယ်နော်ဟောအကျော်တွေနဲ့ဆက်ပြီးတော့ထားတယ်သို့တော့သွေးတွေလည်းရှိတယ်အသားစားလေးတွေတချို့တဝက်ကန့်နေတာဒါကတစ်မျိုးဟုတ်လားအကျော်နဲ့ဖွက်ဆက်ပြီးတော့ထားတယ်အသားမရှိတော့ဘူးသွေးဆက်တွေတော့ရှိနေတယ်ဒါကတစ်မျိုးဟုတ်လားအကျော်နဲ့ဖွက်ဆက်ပြီးတော့ထားတယ်အသားရောအသွေးရောဘာမှမရှိတော့ဘူးဒါကတစ်မျိုးနောက်အကျော်နဲ့ကိုမဖွက်ဆက်တော့ဘူးဟိုနာတစဒီနာတစပြန့်ကျင်းနေတယ်ဒါကတစ်မျိုးလေးမျိုးနော်အဲ့ဒါကလည်းပဲဟုတ်လားဖွေးဖြူသွားတဲ့အဆင့်ကတစ်မျိုးဟောင်းနှွမ်းသွားတဲ့တစ်မျိုးကတစ်နှစ်ကြော်ကြာလို့ဟောင်းသွားတာကတစ်မျိုးနောက်ဆုံးဆွေးမြေ့ပြီးတော့ဟုတ်လားနော်ကင်လိုက်လို့ရှိရင်အမှုံဖြစ်သွားတာကတစ်မျိုးအားလုံးပဲတစ်မျိုးလဲခုနှစ်မျိုးအဲ့ဒီခုနှစ်မျိုးရဲ့စောတော့ကတေးပြီးတော့နောက်1ရက်2ရက်3ရက်ဆိုတဲ့ရောင်းနေတဲ့အခြေအနေရဲ့အယောင်ပြောင်းတဲ့အခြေအနေရဲ့ပုတ်ပွားနေတဲ့အခြေအနေရဲ့အဲ့ဒါကတစ်မျိုးဟုတ်ရဲ့လားပြီးတော့အကောင်မျိုးစုံစမ်းပြီးတော့ပုံမြပန်းပြည့်ကြည့်ကျင်စရာမကောင်းအောင်ဖြစ်နေတဲ့အနေအထားကတစ်မျိုးဆိုပြီးတော့တင်းချိုင်းကအလောင်းကောင်တွေရဲ့အနေအထားဘယ်နှမျိုးလဲ9မျိုးဟုတ်ရဲ့လားအေးအဲ့ဒီအခြေအနေ9မျိုးကိုဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ခန္ဓာသည်မကျော်လွှားနိုင်ဘူးအဲ့ဒီသဘောဝရှိတယ်အဲ့ဒီသဘောရှိတယ်အတူတူပဲဟုတ်လားအဲ့ဒီအတူတူပဲဆိုတာကိုနှိုင်းရှင်ပြီးတော့ရှုမှတ်ပွားများတာကိုနဝတိဝတိကပပအပိုင်းလို့အဲ့ဒါလိုခေါ်တယ်ဟုတ်ရဲ့လားအေးအဲ့ဒီအပိုင်းကိုကြိုးစားအားထုတ်မယ်ဆိုရင်လည်းပဲဒကာဓမ္မတို့ဦးဇင်းတို့တွေအသိဉာဏ်တို့တွေမရနိုင်ဘူးလားရနိုင်တယ်တတိတွေတိုးပွားဖို့အလွတ်ငါဖြစ်တယ်အသိဉာဏ်တွေတိုးပွားဖို့အလွတ်ငါဖြစ်တယ်ဒါကြောင့်စိတ်ကူးရတိုင်းစဉ်းစားကြည့်ပါဒါကဒကာဓမ္မတို့ဦးဇင်းတို့တိတ်ခက်ခဲတယ်လို့မဆိုနိုင်ဘူးနော်ငါဒီလိုဖြစ်ရမှာဒီလိုဖြစ်ရမှာဒီအတွေ့ဒီစဉ်းစားမှုဒီဆင်ခြင်မှုဒီပဲနေတရားအထုတ်မှုလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ဟိုတစုံတစ်ခုကိုမှဆွဲကင်ထားလို့ဟိုဓမ္မဒါလို့ဆွဲထားတာတိတ်မကောင်းဘူးလို့ဦးဇင်းထင်တယ်ဟုတ်လားအာနာပါနဆိုလဲအာနာပါနမှာအာနာပါနဓမ္မတရားဒီပညာတရားမဟုတ်ဘူးလို့ဖြစ်မှာစိုးရတယ်ဟုတ်ရဲ့လားဘယ်နည်းမှဘယ်နည်းလို့ဆုတ်ကင်ထားလို့မသိတော်ဘူးလို့ဦးဇင်းတို့ထင်တယ်နော်ကြိုက်တဲ့နည်းနဲ့ကြိုးစားစုံအောင်လုပ်ကြည့်မြတ်စွာဘုရားဟောထားတာပဲအတူတူပဲဟုတ်တယ်မို့လားဒါလည်းဘုရားဟောတာပဲမဟုတ်လားဟောတချို့ကဆရာသမားဆိုအလွန်ကြီးတယ်ဂိုင်းကနဆိုအလွန်ကြီးတယ်နီးစနစ်ဆိုအလွန်ကြီးတယ်အဲ့ဒါကောင်းသလားမကောင်းဘူးလားတရားဆိုတာအစွဲမရှိအောင်လုပ်တာနော်အနိတိတောစဝိဟရတိတဲ့နော်ဘာကူမှမမှီတွယ်ပဲနဲ့နသလောကိကိဉ္စီဥပါရိယတိတဲ့ဘယ်ဟာကူမှမဆွဲလန်းပဲနဲ့နောက်ဆုံးဘာကူမှမဆွဲလန်းတဲ့အဆင့်ကိုရောက်အောင်သွားရမှာတရားထဲမှာမဂ်ကင်၈ပါးအကောင်းဆုံးပဲမဂ်ကင်၈ပါးကိုတော့မြတ်စွာဘုရားကဖောင်လို့သဘောထားရမယ်လို့ဟောတာမဆွဲရဘူးလွတ်မြောက်ဖို့အလို့ငှာတာဖြစ်တယ်ဆွဲလန်းဖို့အလို့ငှာမဟုတ်ဘူးဟုတ်ရဲ့လားဖောင်နဲ့တစ်ဖက်ကန်းကိုကူးသွားတယ်ဟိုဘက်ကန်းရောက်သွားတယ်ဖောင်ကြီးကကျေးဇူးများလိုက်တာဆိုပြီးတော့ထမ်းသွားလို့ရွက်သွားဖို့မလိုဘူးဟုတ်ရဲ့လားအေးဒီဖောင်ကဟိုဘက်ကန်းကူးသွားဖို့အတွက်မရှိမဖြစ်လိုအပ်တယ်ဒါပေမဲ့ဆွဲလန်းဖို့မဟုတ်ဘူးမဂ်ကင်၈ပါးကိုတော့မဆွဲလန်းရဘူးဆိုမှတော့အကုသိုလ်ဆိုတာကတော့မပြောနဲ့တော့ပေါ့နော်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဒါဦးဇင်းတို့ကာယ ानु ပဒနာသတိပဋ္ဌာန်ပိုင်းကိုဘယ်နှမျိုးမြတ်စွာဘုရားဟောထားလဲ14မျိုးဟောထားပါတယ်ဟုတ်ရဲ့လားပြန်ပြီးတော့အနှစ်ချုပ်မယ်နော်14မျိုးဟောထားတယ်မှာနံပါတ်1
အာနာပါနာပပဝင်လေထွက်လေရဲ့သဘောတဘာဝတွေကိုဒါအသေးစိတ်ဦးဇင်းတို့တက်နိုင်တဲ့လောက်ပြောခဲ့ပါပြီဟုတ်ရဲ့လားပြီးတော့ဗာလဲဣရိယာပဋ္ဌပပသွားရထိုင်လျောင်းဣရိယာပုတ်မျိုးစုံမှာသိအောင်ကြိုးစားရမယ်ပေါ့ပြီးတော့ဗာလဲတံပစင်ညာပပရှစ်တက်တဲ့နောက်ဆုတ်တဲ့ကြည်တယ်စောင်းစောင်းကြည်တယ်ကိုယ်တယ်ဆန်းတယ်စားတယ်တောက်တယ်ဝစ်တယ်ယုံတယ်ပြောတယ်ဆိုတယ်အိတ်တယ်နိုးတယ်အမျိုးမျိုးပေါ့ဒီဟုတ်လားဘဝမှာရှင်သန်ဖြတ်သန်းနေတဲ့အနေအထားမျိုးမျိုးကိုသိအောင်လုပ်ရမယ်အဲ့ဒါဗာလဲတံပစင်ညာပပဟုတ်လားသုံးခုပဲရှိသေးတယ်တို့နော်ပြီးတော့ဗာလဲပฏิကူလမနတိကာရပပခန္ဓာကိုယ်ကိုအထုပ်ကိုဖြည့်ကြည့်တယ်လို့မျိုးဟုတ်ရလားဆံပင်မွေးခြင်းခြေလိလက်တိသွားအရေးလို့32ခုတာတာယွန်ရှာဆက်စုပ်ပွဲဒါရှင်သန်စဉ်အတွင်းမှာကြည့်ရမယ့်အနေအထားကိုပြောတာနော်အဲ့ဒါကတစ်ပိုင်းပြီးတော့ဗာလဲဓာတုမနတိကာရနော်တကြီးလေးပါရဲ့အစုဝေးများတာဖြစ်တယ်နွားတတ္တမသည်အသားဘုံဖြစ်သွားတဲ့အခါမှာနွားဆိုတဲ့အမြင်ပြောက်ပြီးတော့အသားဘုံဆိုတဲ့အမြင်ပဲသူ့စိတ်ထဲမှာရှိနေသလိုနော်တကြီးလေးပါပဲရှိတယ်ဆိုတဲ့အမြင်ရှိအောင်ကြိုးစားရမှာပေါ့နော်အဲ့ဒါဘယ်နှခုရှိသွား5ခုရှိသွားပြီနော်ပြီးတော့ဗာလဲနဝတိဝတိကပပတင်ញိုင်ကုန်းမှာအလောင်းကောင်တွေနဲ့ဥပမာထားပြီးတော့ရှုရမယ့်အပိုင်းက9ပိုင်းအဲ့ဒီ9ပိုင်းမှာလည်းပဲရုပ်မပြတ်သေးတာရုပ်ပြတ်တာက2ပိုင်းအယိုးကျိုးက9ပိုင်းအဲ့ဒါဆိုရင်ပေတတို့ရဲ့ဉာဏ်ထဲမှာနော်စုစည်းမိသားမှတ်မိပြီးသားဖြစ်မယ်လို့ဦးဇင်းထင်ပါတယ်နော်အဲ့ဒါလို့ကာယ ानु ပတ္တနာကိုမြတ်စွာဘုရားအကျေတန်ဝဟောတယ်ဘယ်အကျိုးကျေးဇူးရတယ်ဖို့လဲအကျိုးကျေးဇူး9ပါးကိုတော့မမိတ်နဲ့နော်အဲ့ဒါလို့ရှုမှတ်ပွားများမယ်ဆိုရင်တိအချက်စိတ်ဓာတ်ဟာကိလေသာအညစ်အကြေးလုံးဝတန့်ရှင်းစင်ကြယ်သွားမယ်မနေ့တုန်းကအကျေပြောခဲ့ပြီနော်နောက်ပြီးတော့တောကပရိဒေဝစိုးရင်ခြင်းငိုကြွေးခြင်းကိုလွန်မြောက်သွားမယ်ဒုက္ခဒေါမနတကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲတို့ချုပ်ငြိမ်းသွားမယ်ညာယတအဓိကမာယအရိယာမဉ္ဇဉ်ကိုရမယ်နိဗ္ဗာန်တသစ္စည်းကိရိယာယနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရမယ်အကျိုးကျေးဇူး9ပါးလဲ9ပါးအဲ့ဒီ9ပါးရဖို့အတွက်ဧကာယနာတကြောင်ဒီသောလံဖြစ်တယ်နော်တကြောင်ဒီသောလံတွေကနေပြီးတော့ဆင့်ပွားထွက်လာတာကာယ ानु ပတ္တနာပဋိပ္ပံမှာဘယ်နှမျိုးလဲ14မျိုးဟုတ်ရဲ့လားအဲ့ဒါဦးဇင်းတို့မနေ့ပြန်ကကြတော့ဝေဒနာ ानु ပတ္တနာပဋိပ္ပံနော်ဝေဒနာတွေနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့တခြားသောသုတ်တန်တွေကဝေဒနာနဲ့ဆိုင်ရာဒေသနာတွေကိုပါယူပြီးတော့ပြောမယ်လို့ဦးဇင်းတို့စိတ်ကူးထည့်ထားတယ်ဟုတ်ရဲ့လားဒါကြောင့်ဘေးသက်ပေါင်းတော်တို့ဒီကနေ့ကာယ ानु ပတ္တနာပဋိပ္ပံနဲ့နော်ဦးဇင်းတို့တရားဟောတာတနာရီနဲ့15မိနစ်နော်အချိန်တော်ပါပဲဟုတ်လားဒါကြောင့်ဘေးသက်ပေါင်းတော်တို့ဒီကာယ ानु ပတ္တနာပဋိပ္ပံနီးမှာလာတဲ့ဒေသနာနဲ့အညီရှုမှတ်ပွားများအထုတ်ပြီးတော့မိမိတို့ရဲ့စိတ်ဓာတ်ကိုတန်ရှင်းစင်ကြယ်အောင်ကြိုးစားနိုင်ကြတဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်အောင်ကြိုးစားနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့မေတ္တာပို့ပြီးဆုံးသတ်ကြရအောင်နော်ဘဝတုသဗ္ဗမင်္ဂလရခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဝန္တုတိဘဝတုသဗ္ဗမင်္ဂလရခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မာ ानु ဘာဝေနတရာဒုက္ခိဝန္တုတိဘဝတုသဗ္ဗမင်္ဂလရခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာ ानु ဘာဝေနတရာဒုက္ခိဝန္တုတိတေတုံမကံတင်တရားနာပိသပေါင်းသူတော်ကောင်းတို့သာတာအာလုံသောတတ္တဝါနန္ဒတို့အားသဗ္ဗမင်္ဂလလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝဝတိဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နာကောင်းနာပေါင်းတို့ကလည်းပဲသက္ကံတို့ကောင်းစွာမသွေစောင့်ရှောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဗုဒ္ဓ ानु ဘာဝေနကင်္ဂဝါလူသေးစုမငါပွင့်တော်မူကြတဲ့သုသောတာဘာဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့တကူတေဇောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မ ानु ဘာဝေနမဲလီရန်ဖိုလီရန်နိဗ္ဗာန်ပရိယတိဟုဆိုသောစေတံတော်တရားတော်မြတ်တို့ရဲ့တကူတေဇောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗသံဃာ ानु ဘာဝေနဘဂတံ၄ယောက်ပလတံ၄ယောက်ဆိုသောရှေယောတော်ရိယတန်ခါရှင်မြတ်တို့နှင့်တကွာသီလကိုသမာဓိကိုပညာကိုတို့နှင့်ပြည့်စုံတော်မူကြတဲ့သမုဒိတံခါအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းတရားနေရောညပါဘေခါမဆိုင်ခြင်းရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းမှချမ်းသာခြင်းရှိကြကုန်သည်ဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း